မြတ်စွာဘုရားပေါ်မှာယုံကြည်ခြင်းအပြင်ဒုတိယရဲ့တဏ္ဍမှာကုသိုလ်တွေအမြဲတမ်းဖြစ်နေအောင်ဘာလုပ်ထားမလဲဘာလုပ်တဲ့တယ်လဲဆိုတာဟာဒီသုတ်တံကိုနာယူပြီးလို့ရှိရင်သိနိုင်တာပေါ့အဲ့ဒါလိုကုသိုလ်တွေမပြတ်စည်းဝင်နေတယ်ကုသိုလ်တွေမပြတ်ရနေတယ်ဆိုတာအလွန်ကျေနပ်စရာကောင်းပြီထိုကုသိုလ်ကောင်းမှုတွေရဲ့အတိုင်းအတာပမာဏတိုင်းတာကန့်သက်လို့မရသလိုမြစ်ထဲမှာရှိတဲ့ရေတွေမပြတ်စီးနေတဲ့ရေတွေဟာဘယ်နှကလန်စီးနေတယ်ဆိုတာပြောလို့မရသလိုပဲနေ့စဉ်နဲ့အမျှစီးနေတဲ့ရေတွေဟာအင်တာမများတယ်ပေါ့ထို့တူပဲဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဒီလိုကုသိုလ်တရားတွေဟာမြေကြီးတွေစီးနေသလိုကုသိုလ်ကောင်းမှုတွေစီးနေအောင်စီးနေတယ်ဆိုတာမြစ်နဲ့တင်စားပြီးတော့ပြောတာကုသိုလ်တွေအမြဲတမ်းရနေအောင်အမြဲတမ်းကုသိုလ်တွေတိုးနေအောင်မလုပ်ရမလဲဆိုတာကိုလို့တင်လို့ထိုက်တဲ့ကံတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်းလင်းဟောကြားဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတေချာကြည့်မယ်ဆိုရင်ဒီဘုရားကမှားတဲ့ဘုရားမဟုတ်ဘူးတခြားဘာသာတွေမှာတော့ဘုရားမှားတယ်ဆိုတာရှိအဲ့စကားကိုတန်အောင်လိုက်ပြီးတော့ဗမာတွေကဘုရားမှားတာပဲနဲ့ပြောတာဘုရားမှားတာမဟုတ်မြတ်စွာဘုရားကိုယ်တိုင်ကိုပြောခဲ့တာလေအတ္တဟိအတ္တနောနာထောကိုယ့်အကိုဆိုတာကိုလုံးမကိုရတယ်ဆိုတာအမတမထင်ရှားတယ်နော်ကိုလုံးမကိုရတယ်ဆိုတာအများကြီးပဲသမင်းပွဲကြီးထိုင်းနေကြတယ်စားတဲ့လူကစားကိုကထိုင်ကြည့်နေမယ်ဆိုရင်ဝါပါမလားဝါနိုင်ကိုစားမှကိုဝါကိုလုံးမကိုရတယ်ဆိုတာအလွန်ထင်ရှားတယ်အသိပညာဆိုတာလဲကိုလုံးမကိုပြင်ရမှာဖြစ်တယ်ကိုစိတ်ထဲမှာမကောင်းတဲ့စိတ်တွေဖြစ်နေလို့ရှိရင်သူများအာကိုရမှာလားကိုပြင်ရမှာလားဆိုကိုပြင်ရနော်ကိုမပြင်မဲနဲ့အကောင်းဖြစ်မလာနိုင်ဘူးပေါ့ကိုစိတ်ကိုအသိဆုံးပဲသူများကကိုစိတ်ကိုမသိဘူးကိုထိုင်းနေရင်ငါဘာတွေတွေးပြီးနေတယ်လဲငါတွေးတာတွေကအကုသိုလ်တွေဟုတ်ကလားတွေးနေတာတွေမဲ့ကိုဆန်းစစ်ကြည့်တဲ့အခါမှာအဲ့ဒီအချိန်မှာဘယ်သူကလာပြီးတော့မှာတော့ကိုဥပမာမကျေနပ်တဲ့ဒေါသတွေနဲ့လူဟာတွေးနေတယ်ဆိုရင်ဒါအကုသိုလ်တွေဖြစ်နေအဲ့ဒီအကုသိုလ်တွေဖြစ်နေတာကိုသိပြီးတဲ့အခါကျတော့ဒါတွေဆက်တွေးနေလို့ရှိရင်ငါအကုသိုလ်တွေဆက်ဖြစ်နေမှာပဲဆိုကောင်းမြတ်တဲ့ဘက်ကလှည့်ပြီးတော့တွေးလိုက်မယ်ဒေါသနဲ့တွေးမယ်စာမေတ္တာနဲ့တွေးမယ်ကရုဏာနဲ့တွေးမယ်မုရိဒာနဲ့တွေးမယ်ဥပေက္ခနဲ့တွေးမယ်ဆိုအဲ့ဒီတွေးတွေဟာကုသိုလ်တွေးတွေဖြစ်သွားတယ်ပေါ့ဒီလိုဆိုလိုတာအဲ့ဒါကြောင့်မလို့အတ္တယိအတ္တနောဆိုတာကိုဒေါသထွက်တာကိုပဲဖြစ်ရမှာနော်ကိုသိတယ်ပေါ့အဲ့ဒါကြောင့်ကိုလောဘဖြစ်နေလဲကိုပဲလောဘပြောင်းကိုယ်တဏ္ဍာမှာမောဟတွေမှမသိတဲ့တွေ့ဝေမှုတွေဖြစ်နေရင်လည်းကိုအသိဉာဏ်နဲ့စီးပူအားထုတ်ပြီးတော့တွေ့ဝေးနေတဲ့မောဟကိုကိုယ်တိုင်ပဲဖြောက်အောင်အမှန်သိအောင်ကိုယ်တိုင်ကြိုးစားအဲ့ဒါအတ္တယိအတ္တနောနာထောဆိုတာကိုအာမကိုလို့ဘုသူအာကိုမှလဲဒါဖြင့်မြတ်စွာဘုရားကိုးကွယ်ရတာကြတော့ဘာကြောင့်လို့ဆိုရင်အဆုံးအမရဖို့ကိုးကွယ်တာလေလောကမှာအကြံကောင်းဉာဏ်ကောင်းဆိုတာအဆုံးအမဆိုတာလိုအပ်တယ်မိဘတွေရဲ့အဆုံးအမသားသမီးတွေလိုအပ်တယ်လူကြီးတွေရဲ့အဆုံးအမလူငယ်တွေလိုအပ်တယ်ဆုံးအမဆိုတာလိုအပ်တယ်ဆုံးအမဆိုတာအဓိကပြောမယ်ဆိုရင်အကြံပေးခြင်းတစ်မျိုးပဲတိုင်းပြည်အုပ်ချုပ်နေကြတဲ့သမ္မတတို့တောင်အကြံပေးဆိုတာရှိရသေးတယ်မဟုတ်လားဝိုင်းဝန်းပြီးတော့ပြောဆိုလမ်းဖြောင်းပေးရတာမျိုးတွေဆိုတာရှိတယ်အဲ့တော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နော်ဒီဆုံးမဩဝါဒပေးတဲ့အပေါ်မှာဒီဆုံးမဩဝါဒကိုခံယူပြီးတဲ့နောက်ပြုပြင်တာလှုပ်ထားကြတော့ကိုအားကိုအားမှာပဲကိုလုံးမပဲကိုရတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒါကြောင့်အတ္တယိအတ္တနောနာထောဆိုအလွန်ခြေနှက်စရာကောင်းဘယ်သူမှလာမမဘူးဒါကြောင့်ကိုယ်တဏ္ဍာကိုကောင်းကျိုးချမ်းသာတွေကိုလိုလားပြီဆိုလို့ရှိရင်ကိုယ်တိုင်လှုပ်ယူရမှာဆိုတာအမှန်တမ်းထင်ရှားတော့ကိုယ်တိုင်လှုပ်နေဖို့လိုအပ်တယ်ကိုအမြဲတမ်းဆန်းစစ်ကြည့်ငါစိတ်မှာကုသိုလ်စိတ်တွေဖြစ်တာလားအကုသိုလ်စိတ်ဖြစ်တာလားလောဘနဲ့ရှင်တွဲနေရင်အကုသိုလ်ပဲဒေါသနဲ့ရှင်တွဲလာရင်အကုသိုလ်မောဟနဲ့ရှင်တွဲလာတဲ့မာနတွေအိတ်တာတွေမစ္စရိယတွေနဲ့ရှင်တွဲနေတဲ့ဆိုအကုသိုလ်တွေအဲ့ဒီအကုသိုလ်တွေဖြစ်နေတာရပ်တန့်ပြရမှာဘယ်သူတော့ဆိုကိုယ့်အကိုရပ်တန့်ရပ်တန့်ပြလိုက်တဲ့အခါကျတော့မှ
အဲ့ဒီအစားထိုးကုသိုလ်နဲ့အလောဘဆိုတဲ့ဒီဒါနကောင်းမှုကိုဖြစ်စေတတ်တဲ့အလောဘဆိုတဲ့ကုသိုလ်တရားတွေအဒေါသဆိုတဲ့မေတ္တာတရားတွေအမောဟဆိုတဲ့အသိပညာတွေနဲ့ကိုယ်စိတ်ကိုဖြောင့်ပြီးတော့ကိုယ်ကိုယ်တိုင်ပြင်လိုက်ရမှာအဲ့ဒါလို့ပြင်လိုက်တာကိုပဲအတ္တရဲ့အတ္တနောနာထောလို့ပြောတာအဲ့တော့ကိုပြင်လို့ကိုရလာတဲ့ကုသိုလ်ကဘယ်သူ့ကိုအကျိုးပေးကိုကိုပဲအကျိုးပေးမှာကိုစားတဲ့အစားအစာကျမ်းမာစေတာဆိုတာဘယ်သူ့ကိုကျမ်းမာစေတာကိုကိုပဲကျမ်းမာစေကိုမတည့်တာစားလို့ရှိရင်ယောဂဖြစ်ပြီးခံရမှာဘယ်သူတော့ကိုပဲလေအဲ့ဒါကိုဆုံးလို့တာအမှန်တမ်းလက်တွေ့ကြတယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားလူတိုင်းဟာသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောတယ်ကိုချစ်တယ်လူတွေကကိုချစ်တယ်လို့ဆိုလို့ရှိရင်ကိုပြုပြင်ပြီးတော့လောဘဒေါသမောဟစတဲ့ကိလေသာအညစ်အကြေးတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်အဲ့ဒါမှကိုချစ်ရရောက်မယ်။ဘာဖြစ်လို့တော့ဆိုရင်လောဘဒေါသမောဟဆိုတဲ့တရားတွေဟာကိုယ်တဏ္ဍာမှာဖြစ်လာရင်ကောင်းကျိုးချမ်းသာမပေးဘူး။ဆိုးကျိုးပဲပေးမှာပဲထုံးတယ်။ဆိုးကျိုးပဲပေးမှာ။လောကလူတွေဟာကျမ်းမာခြင်းနဲ့ကိုကျမ်းမာရေးကောင်းခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမတည့်တာကိုရှောင်ကြရမှာပဲ။မတည့်တာရှောင်တဲ့အခါမှာမိမိနဲ့တင့်တော်တဲ့တပ္ပယဖြစ်တဲ့အစာအာဟာရကိုစားသုံးမှကျမ်းမာရေးဆိုတာဖြစ်မှာကျမ်းမာရတဲ့ခြင်းနဲ့မတည့်တာတွေစားတယ်စီးကျိုရှိပါရဲ့သားနဲ့အချိုးမရှောင်နိုင်လို့စားတယ်သွေးတို့ရှိပါရဲ့သားနဲ့ငပိကြိုက်လို့စားတယ်စသဖြင့်ပေါ့ယောဂဖြစ်စေနိုင်တဲ့အစာတွေစားပြီးတော့ကျမ်းမာခြင်းနဲ့ဆိုလို့ဖြစ်နိုင်မှာမဟုတ်ဘူးပေါ့ဒါတွေကိုပြောတာအတ္တဟိအတ္တနောနာထောဆိုအဲ့တော့ကိုယ်အနေနဲ့သိအောင်တော့လုပ်အောင်ကိုယ်မှာဘာယောဂရှိတယ်သိအောင်လုပ်အောင်ရှိလာတဲ့ယောဂကိုဘာတွေနဲ့ဘယ်လိုနေထိုင်ရမလဲဘယ်ဆေးတောင်းရမလဲဘယ်အစားအစာရှောင်ရမယ်ဘယ်အစားအစာစားရမယ်ဆိုတာကိုသိအောင်လုပ်ပြီးတော့လိုက်နာတဲ့အပိုင်းကြတော့ကိုနဲ့သာသက်ဆိုင်တယ်ဒီလိုဆိုလို့တော့ဒါကြောင့်ဘုရားကိုကိုးကွယ်ရတဲ့ဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုရဖို့အတွက်အဲ့ဒီအဆုံးအမရရှိလာခြင်းဟာလမ်းဖြောင်းပြီးတော့ကောင်းမှုတွေကိုယ်တဏ္ဍာမှာတိုးတက်ခြင်းအကြောင်းဖြစ်တယ်။ဒါကြောင့်မို့လို့ဘုရားရဲ့အဆုံးအမကိုယုံကြည်ကြတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလက်တွေ့ကြပြီးလူတိုင်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အဆုံးအမဩဝါဒတွေသာဖြစ်တယ်။ဘုံညာပိတန္တကုသလပိတန္တတုတ်မှာမြတ်စွာဘုရားစကားလေး၃လုံးကိုနဲ့ဟောထားတယ်။လောကမှာတဲ့ကုသိုလ်မြစ်ကြီးတွေစီးဆင်းပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တာတွေရှိတယ်။အဲဒါကြောင့်မို့ကုသိုလ်တွေကိုယ်တဏ္ဍာမှာမပြတ်ဖြစ်နေအောင်လုပ်လို့ဒီအသုံးကိုသုံးတယ်။ပုံညာဘိတန္တကုသလာဘိတန္တဒုက္ခတဟာရအဲ့ဒီကုသိုလ်ကောင်းမှုဆိုတာတွေကကိုယ်တဏ္ဍာမှာဖြစ်ပြီဆိုရင်ဘာကိုယူဆောင်လာတော့ဆိုချမ်းသာကိုယူဆောင်လာလောကလူတွေကချမ်းသာကိုလိုချင်တာလောကလူတွေအလုံးလုံးကြတယ်အဲ့ဒီလုပ်ငန်းကဘာကိုယူလာတော့ဆိုငွေကြေးတွေကိုယူလာဒီအလုပ်လုပ်လို့ရှိရင်ဒီအလုပ်ကငွေကိုကိုယ်ရစေတယ်ငွေတွေရလာတယ်ထို့တူပဲကုသိုလ်ကောင်းမှုလုပ်တာဟာကုသိုလ်ကောင်းမှုကဘာကိုရစေတာတော့ဆိုချမ်းသာကိုရစေတာပဲလုပ်ငန်းသည်ငွေကြေးတနာကိုယူဆောင်လာသလိုကုသိုလ်ကောင်းမှုကလည်းချမ်းသာဒုက္ခကိုကိုယ်စီယူဆောင်လာမှာပဲလို့ဒီအဓိပ္ပာယ်ကိုဟောတာနော်ဒုက္ခတဟာရချမ်းသာရဲ့အကြောင်းဖြစ်တယ်သို့မဟုတ်ချမ်းသာကိုယူဆောင်လာတတ်တယ်အဲ့ဒီလိုကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာမပြတ်ဖြစ်နေမယ်ဆိုလို့ရှိရင်အတိုင်းအတာမရှိလောက်အောင်အမြဲတမ်းကြီးမားတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ပွားစေရအောင်ဘယ်လိုကုသိုလ်မျိုးတွေလုပ်ရမလဲဆိုတာဒီသုတ်တံပထမသုတ်ဒုတိယသုတ်တတိယသုတ်အနေနဲ့သုံးသုတ်ဟောတာအဲ့ဒီသုံးသုတ်လုံးကိုပေါင်းစပ်ပြီးတော့ဒီကနေ့ညနာယူမှတ်သားကြရမှာပေါ့အဲ့တော့ဒီသုံးသုတ်မှလာတဲ့ကျင့်စဉ်တွေအကုန်လုံးကျင့်တာပဲဖြစ်စေတစ်ခုစီကျင့်တာပဲဖြစ်စေ
မြတ်စွာဘုရားကတော့တသုတ်မှာ၄ခုဟောတယ်တစ်ခုဟာကုသိုလ်မြင့်ကြီးတစ်စင်းလို့ပဲမှတ်ရမှာပဲအမြဲကုသိုလ်တွေရနိုင်တဲ့အရာ၄ခုဆိုပြီးတော့ဒီလိုဟောတာနော်ဥပမာပေးလိုက်သေးတယ်ပင်လယ်ထဲကရေတွေဟာဂါလံနဲ့တွက်ခွက်နဲ့တွက်ပြီးတော့ချင်းလို့မရနိုင်တယ်လို့ပဲတဲ့ဒီကုသိုလ်ကောင်းမှုတွေဟာလည်းပဲအတိုင်းအတာတစ်ခုကန့်သက်ပြီးတော့ပြောလို့မရဘူးလို့ဆိုဘယ်တော့ကျေနပ်စရာကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာစင်စစ်မပြတ်ဖြစ်လာအောင်အကြောင်းတရားတွေကိုစီးပူးအထောက်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့ဒီသုတ်တန်၃ခုမှာအဘိဓမ္မာ၃လို့ဘာယတနိကေမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ဒီသုတ်တန်၃ခုမှာ1 2 3လို့ဆိုတဲ့အချက်၃ချက်ကတော့တူတူပဲနံပါတ်၄ကိုတစ်မျိုးစီပြောင်းလဲပြီးတော့မြတ်စွာဘုရားဟောထားတယ်အဲ့တော့ပထမဆုံးကိုယ်တဏ္ဍာမှာကုသိုလ်တွေစစ်စစ်မပြတ်အရှိန်အဟုန်ကြီးနဲ့ကိုယ်တဏ္ဍာမှာကုသိုလ်တွေဖြစ်ဖို့ဟာဘာရှိရမှာလဲဘယ်ကုသိုလ်မျိုးလဲလို့ဆိုဗုဒ္ဓေအဝိစ္စပတာဒေနသမဏဂတောလက်ဆိုဗျာဗုဒ္ဓေသစ္စာ၄ပါးကိုသိတော်မူတဲ့မြတ်စွာဘုရားအပေါ်မှာအဝိစ္စပတာဒေနအသိဉာဏ်ဖြင့်သက်ဝင်ကြည်ညိုခြင်းလို့ဆိုတဲ့ပညာတတ္ထာနဲ့သမဏဂတောပြည့်စုံရမယ်လို့ဆိုလို့အဲ့တော့မြတ်စွာဘုရားကိုယုံကြည်တာတရားနဲ့တင်ယုံကြည်ရမှာမဟုတ်ဘူးပညာနဲ့ယုံကြည်ဖို့လိုတယ်နော်ပညာဆိုဒီမှာတကယ်ကိုအလေးနဲ့စဉ်းစားပြီးတော့ဘုရားပေါ်မှာခြေနှက်တဲ့အသိနဲ့ကိုးကွယ်တာမျိုးဒီလိုဆိုလို့တယ်ပေါ့အပေါ်ယံကိုးကွယ်တာနဲ့အသိပညာနဲ့ကိုးကွယ်တာမတူဘူးအပေါ်ယံကိုးကွယ်မှုဟာပြောင်းလဲလွယ်တယ်ပေါ့ယုံကြည်မှုဆိုတာခိုင်မြဲတာမဟုတ်ဘူးအသိပညာနဲ့ကြမှာခိုင်မြဲတယ်လောကအသိပညာရှိလာပြီဆိုမှယုံကြည်တဲ့တရားဟာဆုံးဖြတ်ချက်ချနိုင်တဲ့အရာတစ်ခုဖြစ်သွားတယ်လောကမှာဒီကနေ့ပြောနေကြတဲ့ယုံကြည်မှုဆိုတာ faith ဆိုတဲ့ယုံကြည်မှုက blind faith ရှိတယ်။ဉာဏ်ကန်းယုံကြည်တာမျိုးတွေလည်းရှိတယ်လေ။ကြိုးကြောင်းစီလျော်မှုမရှိလည်းပဲယုံတယ်ဆိုတာဖြစ်တယ်။မြတ်စွာဘုရားကိုယုံတာဟာအဲ့ဒီပုံစံနဲ့ယုံတာမဟုတ်ဘူး။အသိဉာဏ်နဲ့ယုံတာလက်ခံတာအသိဉာဏ်ရှိနဲ့ယုံကြည်လက်ခံတာစိတ်ကြည်နူးမှုဖြစ်စေ။အဲ့တော့ဘုန်းကြီးတို့တွေကိုယ်ဝယ်စိတ်ကနေတဲ့မြတ်စွာဘုရားဘုရားသစ္စာ၄ပါးအမှန်တရားကိုသိတယ်အဲ့ဒါလို့အမှန်တရားသိတာဘယ်လိုကြောင့်သိလာတာလဲဆိုတော့ဂုဏ်တော်တစ်ပါးစီရဲ့အဓိပ္ပာယ်လေးကိုအချင်းချင်းကြည့်လိုက်မြတ်စွာဘုရားကိုအာရုံပြုလိုက်တိုင်းပဲပြောမပြနိုင်လောက်အောင်များပြားလာတဲ့ဂုဏ်တွေရှိတော့လေဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအားလုံးလောက်နှုတ်တက်နေကြတဲ့ဣတိပိသောမှာပါတဲ့ဂုဏ်တော်လေးတွေပဲကြည့်အောင်ဒီဂုဏ်တော်တွေဟာတာမန်ပုဂ္ဂိုလ်တွေရနိုင်တဲ့အရေးချင်းတွေမဟုတ်ဘူးအရဟံဆိုတဲ့စကားလုံးလေးတစ်ခုကိုကြည့်လိုက်စကားလုံးလေး၃လုံးပဲရှိတယ်အဲ့ဒီအရဟံဆိုတဲ့စကားလုံးကိုကြည့်လိုက်မယ်ဆိုရင်အရဟလို့ဆိုလို့ရှိရင်ရဟဆိုတာစိတ်ကြွယ်ရအဆိုတာမရှိဘူးမြတ်စွာဘုရားဟာတခြားပုဂ္ဂိုလ်တွေလိုစိတ်ကြွယ်ရမှာတိတ်တိတ်ပုံမဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဒီလိုဆိုလို့တယ်နော်လောကမှာလူကြီးလူကောင်းလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလူမသိသူမသိတိတ်တိတ်ပုံမဟုတ်တာတွေလှုပ်တာတွေရှိတယ်ပေါ့နောက်ကြရင်ဘူးပေါ်သလိုပေါ်လာလို့ရှိရင်မဟာအရှက်တော်ကွဲကြတယ်လေမြတ်စွာဘုရားမှာအဲ့ဒါလိုဘူးပေါ်เสียပေါ်သလိုပေါ်တာမျိုးတခုမှမရှိဘူးအဲ့တော့အရဟစိတ်ကြွယ်ရ၌တောင်မကောင်းဘူးမလှုပ်ဘူးဆိုလို့မြတ်စွာဘုရားမှာစိတ်ကြွယ်ရမရှိဘူးလို့ပြောတာဟာဒီတဲ့ကျေနပ်เสียကောင်းပါလောကမှာလူကြီးလူကောင်းလို့ဆိုတဲ့ပုဂ္ဂိုလ်တွေစိတ်ကြွယ်ရကြမဟုတ်တာလုံနေတာတွေအများကြီးရှိတယ်။မြတ်စွာဘုရားကြတော့စိတ်ကြွယ်ရလို့သတ်မှတ်တာကိုသူ့မှာမရှိဘူး။အဲ့တော့စိတ်ကြွယ်ရလုံတယ်ဆိုတာမရှိဘူးဆိုလုံးဝဖြူစင်တယ်လုံးဝတန်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်များဆိုတာထင်ရှားတယ်ပေါ့။ဒီလိုဆိုလို့လားနော်။ဒါတမန်ပုဂ္ဂိုလ်တွေရနိုင်တဲ့အရေးချင်းမဟုတ်ဘူး။လောကလူတွေအများစုဟာတိတ်တိတ်ပုံမကောင်းတာလုပ်လို့ရှိကြတယ်။လူရမှာလူရှိမှဟန်ဆောင်တော်လဲကွယ်ရမှာကြတော့မဟုတ်တာလှုပ်တတ်တယ်ဒီလိုရှိတယ်ပေါ့အေးမြတ်စွာဘုရားကြတော့နာရဟောကရောတိပါပါနေတယ်စိတ်ကြွယ်ရမှာတောင်မကောင်းတာမလုပ်ဘူး
တရဝါရီအကျိုးရှိအောင်လေမြတ်စွာဘုရားကမင်းတို့ကစိတ်ကြွယ်ရလို့ထင်နေပေမဲ့တကယ်စိတ်ကြွယ်ရဆိုတာမရှိဘူးတဲ့နတ္ထိလောကေရဟောနာမပါပကမ္မံပကရောပတောမဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်မှာတဲ့လောကမှာစိတ်ကြွယ်ရဆိုတာမရှိပါဘူးဘယ်သူမှမသိဘူးရှိုးဝက်တဲ့နေရာဆိုတာခုပြောကြတယ် top secret ဆိုထိတ်တန်းရှိုးဝက်ဘယ်ထိတ်တန်းရှိုးဝက်ဟုတ်လဲပေါက်နေပြီနော်ကိုယ်တိုင်သိတယ်ဆိုရင်ပေါက်နေပြီလေရှိုးဝက်ချက်ဆိုတာဘယ်တော့မှမရှိဘူးရှိုးဝက်ချက်တွေအကုန်ပေါက်တာကဘာမှာထိတ်တန်းရှိုးဝက်ချက်ကြီးတွေအကုန်ပေါက်တာပဲပေါ့နော်တိတ်တိတ်ဘုံမဟုတ်တာလောက်တိုင်းပေါက်လာတာဒီလိုဆိုလို့မြတ်စွာဘုရားကဘာကြောင့်ထိတ်တန်းလျှို့ဝှက်ချက်ဆိုတာမရှိတာလဲလို့ဆိုအတ္တတေပုရိသဇာနာတိကိုယ့်အကိုသိတယ်လေကိုမဟုတ်တာကိုယ့်အကိုသိအဲ့တော့ကိုယ့်အကိုလျှို့ဝှက်လို့ရမလားမရဘူးနံပါတ်1ကိုယ့်အကိုလျှို့ဝှက်လို့မရကိုယ့်အကိုလျှို့ဝှက်လို့မရလို့ကိုယ်ကစိတ်ကြွယ်ရလို့ထင်းနေပေမဲ့လို့ကိုယ်မှာချောင်းကြည့်နေတဲ့မျက်လုံးတွေကအများကြီးပြပင်အိုင်းလို့ခေါ်တယ်ချောင်းကြည့်နေတဲ့မျက်လုံးဆိုတာအကောင်းဘလောင်မမြင်ရဘဲနဲ့ကြည့်နေတာတွေအများကြီးလေလောကမှာပုံပန်းတရံမပေါ်ပဲနဲ့ကိုယ်အနိနာမှာရောက်နေတဲ့နတ်တွေဆိုတာမရှိနိုင်ဘူးလားရှိနိုင်တယ်အများကြီးရှိတယ်ကိုကတော့ကိုတယောက်တည်းလို့ထင်တယ်မဟုတ်ဘူးကိုနားမှာရှိနေတယ်အဲ့ဒါတွေကိုမသိဘူးကိုမသိတော့ကိုယ်စိတ်ကြွယ်ရလို့ထင်နေတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟောတာအေးမင်းကစိတ်ကြွယ်ရလို့ထင်နေပြီမဲ့လို့တဲ့အတ္တတေပုရိသဇာနာဟိမင်းမမင်းသိနေတာပဲတဲ့ဘယ်စိတ်ကြွယ်ရဟုတ်ကိုယ့်ကိုသိနေတယ်ယတိကာဟတိဝါနဝါဟုတ်တာလှုပ်တယ်မလှုပ်ဘူးဆိုတာကိုယ့်ကိုသိကိုယ့်ကိုသိနေတာကိုကဘယ်သူမှမသိဘူးလို့ပြောလို့မရဘူးကိုသိနေပြီဒါကိုသိတာကသိကြတယ်ဒီတဲ့ပဲတကောဣတိဘနဲ့ပြည့်စုံတဲ့နတ်တွေသိပဲသူတော်ဝစိတ်အကြံစီကိုသိနိုင်တဲ့သူတော်စင်ပုဂ္ဂိုလ်တွေကသိမယ်ဘယ်သူဘာလုပ်နေတယ်ဆိုတာသိနိုင်တယ်အဲ့ဒါကြောင့်မလို့လောကကြီးကစိတ်ကြွယ်ရမရှိဘူးဆိုတာမြတ်စွာဘုရားမှာဒီစိတ်ကြွယ်ရမှာမကောင်းမှုလုံလောက်အောင်ကိုပဲသူ့မှာကိလေသာဆိုတာမရှိတော့အဲ့ဒါကိုရည်စူးပြီးတော့အရဟံလို့ဒီလိုဆိုတာအလွန်ကျင့်တတ်စရာကောင်းတဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကြီးတခုအဲ့ဒီလိုအဓိပ္ပာယ်နားလည်ပြီးတော့အရဟံဆိုတာတကယ်ကိုဒီလိုထူးခြားတဲ့ဂုဏ်ကြီးပါလားလို့ဆိုစိတ်ထဲမှာကျင့်တတ်ပြီးတော့ကြည်ညိုလေးစားတာကိုအဝိသပတာရလို့ခေါ်တယ်နော်ကျင့်တတ်တဲ့ကြည်ညိုမှုကျင့်တတ်တယ်အဲ့ဒီလိုကျင့်တတ်လောက်အောင်ကြည်ညိုမှုရလာဒီလိုဘုရားပေါ်မှာစိတ်ထဲမှာကြည်နူးကြည်နတ်နေမှုဟာအဝိသပတာရအဲ့ဒီအဝိသပတာရဆိုတဲ့ဘုရားပေါ်မှာကျင့်တတ်မှုကြည်နူးမှုနဲ့ဘုရားကုံကိုအာရုံပြုပြီးတော့စိတ်တွေမှာပီတိဖြစ်မှုဟာအတိုင်းအတာတစ်ခုရအမှန်တန်ကြီးမားတဲ့ကုသိုလ်ကြီးပဲလို့ဒီလိုခေါ်တာအဲ့ဒီကုသိုလ်ဟာမပြတ်စီးဆင်းနေတဲ့မြေကြီးလိုပဲဒီကုသိုလ်ရဲ့အကျိုးအရှိန်အဟုန်ဟာအမှန်တန်မှကြီးမားလို့ဒီကုသိုလ်ရဲ့အကျိုးရစ်ထဲကရေတွေကိုခါလန်နဲ့ချင်တွက်ပြီးပြောလို့မရတယ်လို့ပဲဒီကုသိုလ်ရဲ့အကျိုးပြောလို့မရဘူးဒါကြောင့်မို့ကိုယ်တဏ္ဍာမှာကုသိုလ်တရားမပြတ်ဖြစ်ပွားနေအောင်ဒီရဗုဒ္ဓရဲ့ဂုဏ်နဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်နဲ့တရားနဲ့လွှမ်းခြုံပြီးတော့ဒီတတ္ထာနဲ့ဉာဏ်နဲ့ပြည့်စုံအောင်ကြိုးစားပါလို့ဒီလိုပြောတာနော်အဲ့ဒါလို့ကြိုးစားလာကျမ်းမြင်ပြောရလို့ရှိရင်ဒါအရဟံရဲ့ဂုဏ်တော်နော်နောက်တစ်ခုကတော့ဒီမကောင်းမှုအဟုသို့ဟူသည်မြတ်စိတ်ကြွယ်ရတောင်မလုပ်ဘူးနောက်တစ်ခါကိလေသာတရားတွေအလုံးဖယ်ရှားပြီးသားဖြစ်တယ်အဲဒီလိုကိလေသာတရားတွေအလုံးဖယ်ရှားနိုင်လို့သမ္မာသမ္ဗုဒ္ဓလောကမှာသိเสียရှိတဲ့အမှန်တရားတွေကိုကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ်ကိုယ်ပိုင်ဉာဏ်ဖြင့်သိလို့ဝိဇ္ဇာစရဏတမ္ပန္နောအသိဉာဏ်နဲ့လည်းပြည့်စုံတယ်အသိဉာဏ်နဲ့ပြည့်စုံမှုအကျင့်တရားလည်းကောင်းတယ်ကိုယ်ကျင့်တရားလည်းကောင်းတယ်အသိဉာဏ်လည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအာကိုးတိုက်တဲ့ပုဂ္ဂိုလ်အဆုံးအမမှန်ကန်တဲ့အဆုံးအမကိုဟောတယ်လို့မတန်အာကိုးတိုက်တဲ့ပုဂ္ဂိုလ်သူကတော့ကိုယ်ကိုယ်တိုင်ကျင့်သုံးပြီးတော့ပေါက်ရောက်သွားတယ်အောင်မြင်သွားတယ်အပြောတတ်မဟုတ်ဘူးအောင်မြင်ပေါက်ရောက်ပြီးသားပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်အတိနဲ့ပတ်သက်လာလို့ရှင်လောကဝိတုလောကအကြောင်းကိုကုန်သိတယ်လူတယောက်ရဲ့အကြောင်းကိုလည်းပဲမြတ်စွာဘုရားဟာသိကျင်လို့ကြည်လိုက်တာနဲ့တပြိုင်နက်လူရဲ့စိတ်ကိုဒီအမျိုးပေါင်း16မျိုးခွဲခြားပြီးတော့သိနိုင်တယ်စိတ်တ ानु ပဒနာအခါမှာကြည့်ပဲဆိုရင်
တာရာဂစိတ်တို့ဝိတရာဂစိတ်နဲ့အဲ့ဒါလို့အမျိုးပေါင်း16ခုရှိလူတယောက်ကိုမြတ်စွာဘုရားတရားဟောတော်မယ်ဆိုလို့ရှိရင်ဘလောက်ပဲများတဲ့ပရိသတ်ပဲဖြစ်ဖြစ်အဲ့ဒီပရိသတ်ထဲမှာပါတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားတွေကိုအကုန်လုံးမြတ်စွာဘုရားသိချင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးသားကိုဖောက်ထွင်းပြီးတော့သိနိုင်စွမ်းရှိတယ်ပေါ့ဒါကြောင့်မို့ဘုရားဟောလိုက်တဲ့တရားဟာအခုခေတ်စကားနဲ့ပြောရင်ဟတ်ထိတယ်လို့ပြောတာနှလုံးသားကိုထိသွားတယ်အဲ့ဒါလောက်ထိအောင်စွမ်းရည်တတ္တိရှိတယ်လို့ဆိုတာလောကဝိတုလောကအကြောင်းသိတယ်ပေါ့လောကအကြောင်းသိလို့အနုတ္တရပုရိသဓမ္မတာရတိဆုံးမဟောကြားတဲ့နေရာမှာတော့အတော်ဆုံးပဲတဲ့ဒါကြောင့်မို့တတ္ထရိဝမနုဿန္နာလောကမှာရှိတဲ့လူတွေမကနတ်တွေရဲ့ပါခေါင်းဆောင်ဆရာကြီးဖြစ်တယ်ဘုရားသစ္စာလေးပါးကိုသိအောင်ပြောပြနိုင်တယ်ဘဂဝါဘုံကံပါရမီနဲ့လည်းပြည့်စုံတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်များဖြစ်တယ်လို့ဒီအရေးချင်းတွေဟာတာမန်ပုဂ္ဂိုလ်တွေရတဲ့အရေးချင်းမဟုတ်ဘူးဖះလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီအရေးချင်းရှိရလားလို့ဆိုတာစစ်ဆေးဖို့လိုတယ်ပေါ့ဒီအရေးချင်းမရှိဘဲနဲ့ဖះဆိုတာမဖြစ်ဘူးအဲ့ဒီအရေးချင်းမျိုးတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုသာလဲဖះလို့ပြောတာ။အော်ဖះတဆူရဲ့အရေးချင်းဆိုတာလူသားတွေကပုဂ္ဂိုလ်တူမှာအခုလိုကြီးမားလာတဲ့အရေးသွေးတွေနဲ့ပြည့်စုံတာပါလားလို့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အခုလက်ရှိဖះကိုသာပြောတာမဟုတ်ဘူးဘယ်ခေတ်ဘယ်ကာလဘယ်ကဘာမှာပေါ်တဲ့ဖះပဲဖြစ်ဖြစ်ဒီအရေးချင်းတွေကြီးပဲဒီလိုဆိုလိုတာနော်အဲ့ဒီလိုအရေးချင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုလေးစားတဲ့ကြီးညိုတဲ့အသိဉာဏ်နဲ့သိပြီးတော့ကြီးညိုတဲ့ဆုံးဖြတ်နိုင်တဲ့တရားတရားရှိနေပြီဆိုရင်ကုသိုလ်တရားတွေဖြစ်ပွားနေမှာပဲလို့ဒါကတစ်ခုအဲ့ဒီလိုဘုရားပေါ်မှာကြီးညိုတဲ့စိတ်ဓာတ်တွေရှိနေလို့ရှိရင်ကိုယ်တဏ္ဍာမှာကုသိုလ်မြစ်ကြီးဟာစီးနေတယ်လို့ဒီလိုပြောနောက်တစ်ခါထိုဘုရားကအမှန်တရားတွေကိုဟောကြားခဲ့တယ်အဲ့ဒီဟောကြားတဲ့အမှန်တရားတွေဟာသူကိုယ်တိုင်ကနေဗာပြောလဲသွက်ခါတော်ဘဂဝတာဓမ္မောမှန်မှန်ကန်ကန်ဟောတယ်တဲ့အကြောင်းနဲ့အကျိုးနဲ့မှန်ကန်စီလျော်အောင်ဟောတယ်အဲ့ဒီလိုမှန်မှန်ကန်ကန်ဟောထားတဲ့တရားနော်တန်ဒိဋ္ဌိကောပုဂ္ဂိုလ်တိုင်းဟာကိုယ်ပိုင်ဉာဏ်နဲ့မြင်လို့ရကြည့်လို့ရဘုရားဟောထားတဲ့တရားဓမ္မဟာဘုရားကသာဟောတာကျန်တဲ့လူတွေသိခွင့်မရှိဘူးဆိုတာမဟုတ်ဘူးအားလုံးဟာသိနိုင်တယ်အဲ့ဒီလိုသိတာဟာဘယ်အတိုင်းတာအထိစောင့်ဆိုင်ရမလဲဆိုအကာလိကောစောင့်ဆိုင်ရမလို့အိပတိကောတကယ်အစစ်မှန်ဖြစ်လို့လာစမ်းမှာလှုပ်ချစမ်းမှာဒီတရားလေးနှလုံးသွင်းကြည့်စမ်းမှာလို့လူတိုင်းကိုဖိတ်ခေါ်ပြနိုင်တာဖြစ်သောကြောင့်အိပတိကောဩပနိကောကိုယ်စိတ်တဲ့အခုရောက်အခုငြိမ်းချမ်းလို့အခုချက်ချင်းဒီတရားကိုစိတ်ထဲကနေနှလုံးသွင်းလိုက်ပါနှလုံးသွင်းလိုက်တာနဲ့ချက်ချင်းပြည့်ပြောက်သွားနိုင်ပြီပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာလက်တွေ့အလွန်ကြပြီအစစ်မြင့်တဲ့မက်ဖို့နိဗ္ဗာန်ဆိုတာတွေကြတော့ပစ္စတံဝေရိတဘောဝိညုဟိအသိပညာလုံလောက်တဲ့ပုဂ္ဂိုလ်မှကိုယ်တိုင်လက်တွေ့သိနိုင်တယ်လို့ဒီလိုခေါ်တယ်အသိပညာမလုံလောက်သေးလို့နိဗ္ဗာန်ပဲနေမှမသိဘူးမက်ဆိုတာဘယ်လိုမှမသိဘူးဖို့ဆိုတာဘယ်လိုမှမသိဘူးဆိုတာဟာအသိဉာဏ်ကိုမှမလုံလောက်သေးဘူးလို့ဆိုလို့တော့ကြည့်လေမူလရန်သင်နေတဲ့ကလေးတယောက်ဟာတက္ကသိုလ်ပညာရပ်ကိုဘယ်လိုလုပ်သိမသိနိုင်သေးဘူးပေါ့တနေ့ကျတော့မူလရန်ပညာပြီးတော့အလယ်တန်းပြီးတော့ထက်တန်းသင်ပြီးတော့သွားတဲ့အခါတက္ကသိုလ်ပညာရပ်သူသိနိုင်သွားတယ်လေထို့တူပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာအဆင့်လိုက်သွားတော့နောက်ဆုံးမှာအစစ်မြင့်တဲ့တရားကြတော့မိမိတို့ကိုယ်တိုင်အသိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေမှသိနိုင်တယ်ဆိုတာဒါဟာတဘာဝအမတ္တမကြတဲ့အရာတစ်ခုပဲမြတ်စွာဘုရားရဲ့တရားတော်တွေဟာအခုလိုထူးခြားတဲ့အည်သွေးတွေစစ်မှန်တဲ့အည်သွေးတွေရှိတယ်လို့သိတာကိုဓမ္မေအဝိစ္စပတာရိဏသမနာကတောတရားကုံကိုအာယုံပြုပြီးတော့တကယ်ဟုတ်တာပဲဒေါသဖြစ်နေတဲ့အချိန်လေးမှာတိခဏ်ချင်းခွင့်လွှတ်ခြင်းနဲ့လုံးလိုက်ရင်အေးသွားတယ်လောဘဖြစ်နေတဲ့အချိန်မှာအလုံးဟာသင်္ခါရတရားတွေပဲဘယ်အရာမှမမြဲဘူးဆိုတာလေးတွေးလိုက်လို့ရှိရင်လောဘကိုလျှော့ချနိုင်သွားတယ်အဲ့ဒါလို့အကုသိုလ်တရားတွေကိုလျှော့ချဖို့မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုနှလုံးသွင်းလိုက်တာနဲ့ချက်ချင်းရော့ကြပြီးနောက်ဆုံးမှာပြောင်းကွယ်သွားနိုင်တဲ့အထီအောင်ဆွမ်းဆောင်နိုင်မှုဆိုတာကိုယ်တိုင်သိရှိနားလည်လာနိုင်တယ်ပေါ့ဒါကြောင့်
တရားဟာတကယ်စစ်မှန်ပါပေတယ်တချို့တွေတရားနာရင်နဲ့စိတ်ထဲမှာကြည်နူးပြီးတော့နော်အရင်ကတရားနဲ့ပတ်သက်ပြီးသဘောမပေါက်တာတွေသဘောပေါက်လာပြီဆိုလို့ရှိရင်အတိုင်းအတာမသိပီတိတွေဖြစ်ကြတယ်ပေါ့ပီတိတွေဖြစ်လာတာလက်တွေကိုသိရတဲ့အသိဉာဏ်ကြောင့်ဖြစ်တာအဲ့ဒါမျိုးကိုဓမ္မေအဝိစ္စပတာရိဏသမနာကေတောတရားနဲ့ပတ်သက်ပြီးတော့နှစ်ကာကယုံကြည်လက်ခံလာခြင်းဟာအမှန်တန်ကြီးမားတဲ့အရှိန်ရှိတဲ့ကုသိုလ်တွေရရှိနေခြင်းပဲဖြစ်တယ်ဟောကုသိုလ်ရဖို့ရအတွက်ဖះနဲ့ပတ်သက်ပြီးတော့အဝိစ္စပတာရတရားနဲ့ပတ်သက်တဲ့အဝိစ္စပတာရဒါတွေရှိဖို့လိုတယ်လို့ဆိုလို့ဒါကိုဒုတိယမြစ်ကြီးအနေနဲ့မြတ်စွာဘုရားဟောတယ်တခါတတိယအနေနဲ့ဘာဟောတော့ဆိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုပြည့်စုံလိုက်နာကျင့်သုံးပြီးတော့တရားကိုသိရှိသွားကြလို့တဏှာဥက္ကလွတ်သွားကြတဲ့ယဟန္တာပုဂ္ဂိုလ်တွေအရိယပုဂ္ဂိုလ်တွေအဲ့ဒီအရိယပုဂ္ဂိုလ်တွေကြည့်လိုက်မလားအရိယပုဂ္ဂိုလ်တွေဟာအခုလိုဖြစ်လာအောင်ဘာလုပ်ကြလဲသုပ္ပတိပန္နောကောင်းကောင်းကျင့်ကြတယ်မဂ္ဂင်၈ပါးအကျင့်တရားကိုမှန်ကန်တဲ့နိလန်းနဲ့ကျင့်ကြတယ်ဥစ္စုပฏิပန္နောလိန်ညာပြီးတော့ဟန်ဆောင်လုပ်တာမဟုတ်ဘဲနဲ့ဖြောင့်မတ်တဲ့စိတ်ဓာတ်နဲ့ကျင့်ကြတယ်ညာယပฏิပန္နောနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်သည့်ထီအောင်ကျင့်ကြတယ်သာမိစိတ်ပฏิပန္နောမက်ဖို့နဲ့သိနေရတဲ့အကျင့်မျိုးကျင့်ကြံကြိုးကိုအားထုတ်ကြတယ်ဆိုတော့အဲ့ဒီလိုကျင့်ကြံကြိုးကိုအားထုတ်နေကြတာဟာဒီအားထုတ်နေကြတဲ့အခိုက်မှာလည်းပဲကျင့်တတ်စရာကောင်းတယ်တကယ်တရားဓမ္မနဲ့ပြည့်စုံနေကြတယ်လို့စိတ်ထဲမှာယုံကြည်လာတာဟာအဝိစ္စပတာရတန်ခေအဝိစ္စပတာရလို့ခေါ်တယ်ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင်သောတပန်ပုဂ္ဂိုလ်နဲ့ဆက်ဆက်ပြီးသုပ္ပတိပန္နောကောင်းစွာကျင့်လို့သောတပတိမဲ့ဥစ္စုပတိပန္နောဖြောင်းဖြောင်းမမကျင့်လို့တဂရဂါမိမဲ့ညာယပတိပန္နောမှန်ကန်တဲ့အကျင့်နဲ့ကျင့်တာမှုအနာဂါမိမဲ့တာမိစိတ်ပฏิပန္နောနိဗ္ဗာန်နဲ့သိနေရတဲ့အကျင့်ကိုကျင့်လို့အရဟတမေဆိုတယ်မဲ့၄ပါးကိုရရှိသွားကြတဲ့အရိယာသူမွန်ပုဂ္ဂိုလ်ကျွန်တို့ကိုရည်စူးပြီးတော့မှန်ကန်တဲ့အကျင့်တွေကျင့်ကြအဲ့ဒါလို့ကျင့်လိုက်လို့ယတိရံစတ္တာရိပုရိသယုဂာနိ၄ခုအစုံအားဖြင့်ပြောမယ်ဆိုရင်၄စုံသောတပတိမေဂထံသောတပတိဖလက်ထံတဂရဂာမိမေဂထံအနာဂာမိတဂရဂာမိဖလက်ထံအနာဂာမိမေဂထံအနာဂာမိဖလက်ထံအရဟတမေဂထံအရဟတဖလက်ထံမှန်တော့မေဂထလို့ဆိုလိုတယ်ပေါ့အဲ့လိုမတရားကိုမျက်မှောက်ပြုနေတဲ့ပုဂ္ဂိုလ်က၄ဦးဖို့တရားကိုမျက်မှောက်ပြုတဲ့ပုဂ္ဂိုလ်က၄ဦးဆို၈ဦးနော်အဲ့ဒါကိုစတ္တာရိယုဂာနိအထပုရိသပုဂ္ဂလာ၈အောင်ဒါကိုရိယပုဂ္ဂိုလ်၈အောင်လို့ခေါ်တယ်အဲ့ဒီလိုကျင့်ကြံကြုတ်ကိုအထုတ်လို့ပေါ့ရောက်အောင်မြင်သွားတဲ့ပုဂ္ဂိုလ်ဟာလောကသားတွေအတွက်ဘယ်လိုပြန်ပြီးတော့အကျိုးပြုတော့ဆိုအာဟုနေယောအဝေးရယူလာတဲ့ပစ္စည်းတွေကိုတကယ်ကိုရဝေးဒေသနိုင်ငံခြားတိုင်းပြည်ရက်တွေကနေဝေးလံတဲ့ဒေသကနေတည်ယူလာတဲ့ပစ္စည်းတွေဆိုတာကိုယ်အမတန်မြတ်လို့တဲ့ပုဂ္ဂိုလ်ကိုပဲလက်ဆောင်ပေးကြတာဟုတ်အဲ့ဒါလိုလက်ဆောင်ပေးတယ်ဆိုလို့ရှိရင်အဲ့ဒီလက်ဆောင်ကိုပေးထိုက်တဲ့ပုဂ္ဂိုလ်ဟာဒီအရိယာသူတော်ပဲဖြစ်တယ်ဒါကြောင့်မို့အာဟုနေယောအဝေးရယူလာတဲ့ပစ္စည်းတွေကိုထိုက်တန်သူလို့ပေးလိုက်ရလို့ရှိရင်ဘာကြောင့်ထိုက်တန်သူလို့ပြောရတယ်လဲလို့ဆိုရင်ဒီသူ့ရဲ့တုံ့ပြန်မှုကအလွန်ကြီးမားတယ်ပေါ့ဒီဩဇာရှိတဲ့မြေရဲ့တုံ့ပြန်မှုကြောင့်သီးနှံတွေတစ်ပင်တွေဖွံ့ဖြိုးတယ်ဆိုတာလို့ပဲဒီပုဂ္ဂိုလ်ရဲ့တုံ့ပြန်မှုကြောင့်အကျိုးကျေးဇူးရတာအမြဲတမ်းကြီးမားဒီလိုဆိုလိုတာနော်ပါဟုနေရောတဲ့အိမ်မှာကောင်းဆောင်ကောင်းလာလို့ရှိရင်ကျွေးဖို့မွေးဖို့ဆိုပြီးတော့ကိုတော်မစားရဖက်နဲ့ခြံထားကြတာလေးတွေရှိတယ်ပေါ့ဧည့်သည်လာရင်ကျွေးဖို့ဆိုအဲ့ဒီဧည့်သည်လာရင်ကျွေးဖို့ဆိုတဲ့ထားတဲ့ပစ္စည်းကိုခံယူတတ်တဲ့ပုဂ္ဂိုလ်ဟာဒီအရိယာသူမောပုဂ္ဂိုလ်ခြုံနေပဲဖြစ်တယ်ဆိုပါဟုနေရောတက်ခိနေရောဒီစုံတစ်ခုကိုရည်စူးသို့မဟုတ်တမလွန်ဘဝကိုပြောင်းသွားတဲ့မိဘတွေရည်စူးတယ်ဆွေမျိုးသားချင်းတွေကိုရည်စူးတယ်အဲ့ဒီလိုရည်စူးပြီးတော့လှူတဲ့အလှူကိုတက်ခိနာလို့ခေါ်တယ်အဲ့ဒီတက်ခိနာဆိုတဲ့ရည်စူးပြီးလှူလိုက်တဲ့ဟာချက်ချင်းဒီပုဂ္ဂိုလ်ရည်စူးပြီးတော့လှူလိုက်တဲ့အလှူဟာဟ
ဟိုမှာချက်ချင်းအကျိုးရောက်သွားတယ်အဲ့ဒါကြောင့်မလို့ဒက္ခိဏလို့ခေါ်တဲ့ရည်စူးပြီးတော့လှူတဲ့အလှူတွေကိုလက်ခံတိုက်တာလဲဒီပုဂ္ဂိုလ်ပဲဒီလိုဆိုတာပေါ့နော်ချက်ချင်းအကျိုးတုံ့ပြန်မှုကိုရရှိနိုင်တော့ဆိုတာနောက်အစ္စလီကရဏီယောလက်အုပ်ချလိုက်တဲ့ပုဂ္ဂိုလ်အနုတ္တရံပုံညာခိတံလောကတကုသိုလ်ကောင်းမှုလိုချင်လို့ကုသိုလ်လုပ်မယ်ဆိုလို့ရှိရင်အလုံးကိုကောင်းမြတ်တဲ့လဲမြေတာပဲအေးရေဩဇာကောင်းတဲ့မြေဆိုရင်ဘာဆိုင်တိနှံ့နေရအဲ့ဒါလိုပဲအရိယာသူမောင်ပုဂ္ဂိုလ်ကျွန်တွေကိုလှူမဲ့တမ်းမဲ့ဆိုလို့ရှိရင်ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာနော်လှူဒန်းတာမပြောနဲ့လက်အုပ်လေးတစ်ချိန်ခြိတာပဲဖြစ်စေနော်ကြည်နူးတဲ့စိတ်နဲ့ဖူးမြင်လိုက်တာပဲဖြစ်စေအဲ့ဒီစွမ်းအားတွေကြောင့်ထိုပုဂ္ဂိုလ်ရဲ့ကောင်းကျိုးချမ်းသာရမှုဟာအလွန်ကြီးမားတယ်လို့ဆိုမြတ်စွာဘုရားလက်ထက်တော်ခါကာလတော်ကတေအံမူမူအိမ်ပြင်ထုတ်တာလို့တေအံမူမူမလုံနိုင်မရှက်နိုင်တတိရတဲ့အချိန်လေးသာရှိတော့တဲ့မထကုဏ္ဏတိသူတို့သားလေးကိုကြည့်သူတို့အင်္ဂေဟာဘက်လမ်းမပေါ်ကိုမြတ်စွာဘုရားဟာတန်ဃာတော်တွေနဲ့ကြွသွားလိုက်တဲ့အခါဘုရားမှုရှိတဲ့တန်ဃာတွေကိုမြင်လိုက်တော့လက်ဟုတ်တောင်မချီနိုင်ဘူးစိတ်ထဲကနေပြီးတော့ချီနူးလိုက်တဲ့စိတ်ကလေးနဲ့သေသွားတော့တာဝရိန္ဒနတ်ပြည်ရောက်သွားတုံ့ပြန်မှုကဘယ်လောက်ကောင်းမလဲစဉ်းစားကြည့်ပေါ့နော်ချီနူးမှုလေးစွမ်းအားလေးနဲ့တည်းပဲသူဟာဘာကုသိုလ်မှတခြားမရှိပဲနဲ့ဒီကုသိုလ်လေးနဲ့တည်းပဲကောင်းရသူတွေကိုရောက်သွားဒါတုံ့ပြန်မှုလို့ခေါ်တယ်ပေါ့အဲ့ဒါလို့တုံ့ပြန်မှုတွေကုသိုလ်တွေရဲ့စိုက်ပျိုးဖို့ရင်းနှီးမြှုပ်နှံမှုအတွက်ဟာအကောင်းဆုံးလယ်မြေနဲ့အလားတန်တူတယ်လို့ဆိုတန်ခါကုံတွေကိုအာရုံပြုပြီးတော့တစ်ခုစီဆင်ញင်စဉ်းစားလိုက်လို့ရှိရင်ကြည်နူးွယ်ကောင်းလာတဲ့ဒီသရတရားတွေပညာနဲ့ဆင်ញင်သုံးသပ်တဲ့သရတရားတွေဟာကိုယ်တဏ္ဍာမှာဖြစ်လာမှာဖြစ်တယ်ပေါ့ဒီလိုဆိုတာအဲ့ဒါကိုပဲတန်ခေအဝိစ္စပတာရိဏသမဏကတော်အခုလိုတန်ခါပေါ်မှာကြည်နူးတဲ့သရတရားနဲ့ပညာနဲ့ဆုံးဖြတ်ပြီးတော့ကြည်နူးတဲ့ပီတိစိတ်တွေတရားတွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကုသိုလ်ဆိုတဲ့အတိုင်းအတာဟာအလွန်ကြီးမားစွာမပြတ်ဖြစ်နေပြီဒါကြောင့်မို့လို့ဒါကိုလည်းပဲကုသိုလ်မြစ်ကြီးလို့မြတ်စွာဘုရားတင်စားပြီးတော့ဟောတာနော်အေးဘုရားတရားတန်ခါယရဏသုံးပါးနဲ့ပတ်သက်ပြီးတော့အခုလိုကျေနပ်စရာအကြောင်းနဲ့အကျိုးနဲ့အခုလိုဟောတဲ့အာယုံပေါ်မှာဒီသဘာဝတရားတွေဒီအရည်ချင်းတွေကိုကြည့်ပြီးတော့စိတ်ကြည်နူးမှုရထားတာဟာအလွန်ကြီးမားတဲ့ကုသိုလ်တရားပဲလို့ဒီလိုဆိုတာပေါ့တခါနံပါတ်၄အနေနဲ့မြတ်စွာဘုရားကဘာကိုဟောတော်လို့ဆိုလောကမှာဒီမုဒ္ဒစာခိဝိကတမလမစ္စေရေနစေတတအခါရံအိစ္ဆဝတ္တိစီးပွားရှာပြီးမိသားစုဘဝမှာနေတဲ့အခါငါသာသုံးမယ်ဘယ်သူမှမပေးဘူးဘယ်သူမှမကြွေးဘူးဆိုတဲ့ကိုယ့်ရဲ့ပစ္စည်းပေါ်မှာနှမျောဝန်တိုတဲ့စိတ်မျိုးမထားရဘူးတဲ့ဧည့်သည်လာရင်လည်းဧည့်သည်မို့ကြွေးတယ်မွေးတယ်မိတ်ဆွေတွေလာရင်လည်းမိတ်ဆွေတွေမို့ကြွေးတယ်မွေးတယ်ပေးတယ်ကမ်းတယ်ဆိုတဲ့ဘယ်သူပေါ်မှာမစ္စရိယမထားပဲနဲ့ငါသာဆိုတာမျိုးမထားပဲနဲ့ဒီလွတ်လပ်တန်ရှင်းစင်ကြယ်သောလက်နဲ့လွတ်လပ်ဧကန်စွန့်ကြဲပြီးတော့ရဲရောနေတာဟာလည်းပဲကိုယ့်အတွက်ကုသိုလ်တွေအများကြီးဖြစ်နေဖို့မြစ်ကြီးလိုပဲစီးဆင်းနေခြင်းပဲဖြစ်တယ်အေးအိမ်နေရင်ကနေမစ္စရိယဖြစ်နေတယ်ဆိုတာဘာလို့ဆိုအိမ်မှာချက်ရင်းပြုတ်ရင်းတောင်မှဒီဟင်းတော့သူ့မကြွေးဘူးငါပဲစားမယ်ဆိုတာမျိုးနော်ဒါကိုတော့သူ့မပေးဘူးငါအတွက်ဆိုပြီးတော့အဲ့ဒါလိုလောက်တတ်တယ်ပေါ့လောကလူတွေရဲ့သဘာဝလေအဲ့တော့ကိုယ့်အတွက်သာစဉ်းစားပြီးသူများအတွက်လုံးမပေးဘူးဆိုတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့အဲ့ဒီလိုမဟုတ်ဘဲနဲ့ဘာပဲဖြစ်ဖြစ်အလုံးအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးထားနိုင်ရကိုယ့်အတွက်ကြီးမဟုတ်ဘူးအလုံးအတွက်ဆိုတဲ့စိတ်ဓာတ်ထားရင်မစ္စရိယကင်းတဲ့စိတ်လို့ဆိုလိုတာပေါ့မစ္စရိယရဲ့သဘောကအခွင့်အရေးမှန်သမျှကိုယ်ပဲရခြင်းနဲ့သူများကိုမပေးနိုင်မပေးချင်တာဟာမစ္စရိယလို့ခေါ်တယ်နော်လောဘနဲ့တွဲတာမဟုတ်ဘူးသူကဒေါသနဲ့တွဲတာမစ္စရိယတရားကကိုယ်အတွက်လို့စဉ်းစားပြီး
ကိုပိုင်ဆိုင်လာပြီဆိုလို့ရှိရင်တစ်ဖက်သားကိုရန်လောက်တတ်တဲ့သဘောရှိတယ်။ကြောင်ကလေးတွေကြည့်သူတို့ပါဇက်ထဲကြွက်တကောင်ရပြီးဖမ်းမိသွားပြီဆိုလို့ရှိရင်ရန်လောက်တော့တာပဲလေ။လူတွေကတော့ပြောတယ်မန်ဖီတယ်ဆိုတာမန်ဖီတာဘယ်သူ့ကိုမန်ဖီတာတော့ဆိုကိုရထားတဲ့ဟာကိုတခြားကလာလူမှဆိုလို့မန်ဖီတာ။အဲ့တော့မစ္စရိယနောက်မှာဒေါသရှိတယ်နော်။ဒါကြောင့်မို့မစ္စရိယတရားဒေါသကိုပိုင်ထားတဲ့အရာကိုသူများကို share မလုပ်နိုင်တာမစ္စရိယအိတ်တာဆိုတာကြတော့သူများကြည်ပွားတာကိုမနာလို့မရှုစိတ်ဖြစ်တာအိတ်တာအဲ့ဒီသဘာဝတရားနှစ်ခုဟာအလွန်ဆိုးဝါးတယ်ဒါကြောင့်လောကလူတွေဟာအိမ်မှာနေထိုင်ကြပြီးတော့နော်မိသားစုကျွေးတယ်မွေးတယ်ဆိုတဲ့အချိန်မှာမိသားစုဘဝမှာနေတဲ့အခါမှာမစ္စရိယတရားလွှမ်းမိုးနေတဲ့အိမ်ဟာ6ကပ်ကပ်ဖြစ်နေတတ်တယ်ပေါ့ဘယ်သူမှအခန္ဓာတို့ကျွေးမွေးတာတို့မလုပ်ဘူးရှိတာဖွက်ထားတယ်ဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီလိုအိမ်မျိုးသွားလို့ရှိရင်ရေတောင်တောက်ရမှာမဟုတ်ဘူးပေါ့ဒီလိုဆိုတာပေါ့အဲ့တော့မစ္စရိယကင်းတဲ့အိမ်မျိုးဖြစ်ရမယ်နေ့စဉ်ဘဝမှာမစ္စရိယကင်းတဲ့မိသားစုမျိုးဖြစ်ရမယ်ဆိုအဲ့ဒီလိုဖြစ်လို့ရှိရင်ဒီအိမ်ဟာကုသိုလ်တွေရပြီးကုသိုလ်တွေမပြတ်စီးဆင်းနေတဲ့အိမ်ဖြစ်တယ်လို့မြတ်စွာဘုရားနံပါတ်4အနေနဲ့သုတ်တန်တစ်ခုမှာဒုတိယသုတ်မှာဒီလိုဟောလိုက်တယ်ပထမသုတ်မှာကြတော့အဲ့ဒီမစ္စရိယတရားရှောင်ရှားဖို့ရဲ့အစားမှာဘာဟောတော့ဆိုတိလကိုဟောတယ်ဘုရိဝိသပတာရိနသမဏဂတောဓမ္မေဝိသပတာရိနသမဏဂတောသံဃေဝိသပတာရိနသမဏဂတောဆိုအသိဉာဏ်နဲ့တရားတရားနဲ့ခြေနုဝန္တမှုဆိုတာတွေရှိတဲ့နောက်မှာနံပါတ်4အနေနဲ့ဘာတော့အရိယာတွေမျက်နှိုးတဲ့တိလမျိုးကိုမိမိအသက်တဲ့မျက်မျက်နှိုးနှိုးတမာတိဖြစ်စေနိုင်လောက်အောင်စင်စင်ကြဲကြဲဒီလိုစင်ကြယ်မြင့်မြတ်တဲ့5ပါးတိလလုံလုံခြုံခြုံဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်ရမယ်ဒီလိုဆို5ပါးတိလပဲပြောတယ်နော်ဒီနေရာမှာ10ပါးတို့9ပါးတို့10ပါးတို့တောင်မပြောဘူး5ပါးတိလကိုအသက်တဲ့မျက်မျက်နှိုးနှိုးအရိယာသူတော်စင်တွေဟာအသက်တဲ့မျက်နှိုးဆိုတာထိမ့်သိမ်းဆောက်ရှောက်တယ်လို့ကိုယ့်ရဲ့တိလကိုမျက်မျက်နှိုးနှိုးထိမ့်သိမ်းဆောက်ရှောက်နေရမယ်လို့ဆိုလို့အဲ့ဒီ5ပါးတိလကိုမျက်မျက်နှိုးနှိုးထိမ့်သိမ်းဆောက်ရှောက်မှုဟာလည်းပဲကုသိုလ်တွေမြစ်ကြီးပမာစီးဝင်လာနိုင်တဲ့စွမ်းဆောင်မှုတွေကိုပေးနိုင်တယ်လို့ဒီလိုဆိုလို့၅ပါးတိလလုံခြင်းဟာတာမန်ကုသိုလ်လို့မအောင်မေ့လေနဲ့ကြီးမားတဲ့ကုသိုလ်ကြီးတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်ဒါကတစ်ခုနောက်တတိယသုတ်ကြတော့မြတ်စွာဘုရားအဆင့်ကိုတိုးမြင့်ပေးလိုက်တယ်အဆင့်တိုးမြင့်တယ်ခုနကစာခဆိုတာနဲ့ဟောတယ်ပထမသုတ်ကဒုတိယသုတ်ကြတော့သီလအခုတတိယသုတ်ကြတော့ဘာလဲလို့ဆိုရင်ဝိပဿနာကုသိုလ်တရားတွေမပြတ်စီးဆင်းနေဖို့ရာကုသိုလ်မြစ်ကြီးစီးနေဖို့ဆိုတာဘာလို့ရမလဲဘယ်လိုအသိဉာဏ်တွေရှိရမလဲလို့ဆိုနံပါတ်3ကျတော့မြတ်စွာဘုရားကရှင်းပြီးတော့ဟောတာပညာဝါပညာရှိရမယ်တဲ့အသိပညာရှိရအဲ့ဒီပညာကဘယ်လိုပညာတုံးလို့ဆိုဥဒယထခာမိနိယဥဒယထခာမိနိယဆိုတာသဘာဝတရားတွေဖြစ်ပေါ်လာတာကိုလည်းသိတယ်ပျက်စီးသွားတာကိုလည်းသိတယ်ဆိုတဲ့ပညာမျိုးဆိုအဖြစ်အပျက်ကိုမြင်တဲ့ဝိပဿနာပညာကိုဆိုလိုတာနော်အဖြစ်အပျက်ကိုမြင်တဲ့ဝိပဿနာပညာခုနရှေ့ပိုင်းကစာကဆိုတဲ့စွန့်ကြဲမှုနဲ့ပြည့်စုံတာအခြေခံအဖြစ်အရိယကန္တသီလလို့ဆိုတဲ့၅ပါးသီလနဲ့ပြည့်စုံတာအဲ့ဒါတွေပြီးတော့အဲ့ဒီတဲ့ပို့အစစ်မြင်တာတော့ဖြစ်ပြမှုကိုသိတဲ့ဝိပဿနာပညာတဲ့ဥဒိယထကာမိနိယဖြစ်မှုပြမှုကိုသိတယ်စဉ်းစားကြည့်လေဘုန်းကြီးတို့တွေအကြံဉာဏ်အဖြစ်ပြောမယ်တနေ့တာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မနေ့နေထွက်တဲ့အချိန်ကညနေနေဝင်တဲ့အချိန်ကြည့်အဲ့ဒီအချိန်ထဲမှာပြောင်းလဲမှုတွေဘယ်လောက်များသလဲဆိုတာစဉ်းစားကြည့်။နာယီလက်တံလေးတစ်ခုကိုစိုက်ပြီးတော့ကြည့်နေအောင်။နာယီလေးဟာရွေးရှားပြီးတော့သွားနေတယ်။မနေ့6နာရီလောက်ကစကြည့်လိုက်တဲ့နာယီလက်တံနှစ်ခုဟာအမြဲတမ်းပြောင်းနေတယ်ရပ်နေတယ်လို့မရှိဘူး။မနေ့6နာရီကနေညနေ6နာရီအထိအောင်အချိန်တွေဟာပြောင်းလဲနေတယ်ဆိုတာတဏှာတွေကစူးစိုက်ပြီးတော့ကြည့်လိုက်ဒီ
တီမြဲနေတာဆိုတာတခုမှမရှိဘူးအဲ့ဒါလို့တီမြဲနေတယ်ဆိုတာတွေမရှိတယ်လို့ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေဟာလည်းပဲအခုလို့တီမြဲနေတာမဟုတ်ဘူးတစ်ခုပြီးတစ်ခုပြောင်းလဲပြီးတော့ဖြစ်ပေါ်နေတယ်အဲ့ဒီပြောင်းလဲနေသည့်အတွက်ကြောင့်ပြောင်းလဲမှုတွေအချိန်ပေါင်းများလာတဲ့အခါမှာလူဟာအိုမင်းလာတယ်လို့ပြောကြတာတကယ်ကတော့ချက်ချင်းအိုသွားတာမဟုတ်ဘူးနော်တစ်စက္ကန့်ပြီးတစ်စက္ကန့်လူရဲ့အသက်ဟာပြောင်းလဲနေတာဖြစ်သောကြောင့်အိုမင်းလာတာအေးအဲ့ဒါလို့ငယ်စဉ်ကနေစပြီးတော့အချိန်ကြာမြင့်စွာတဖြည်းဖြည်းနဲ့ပြောင်းလဲလာတဲ့အခါမှာနောက်ဆုံးကြတော့စရတရားရဲ့နှိမ့်ဆက်မှုကြောင့်ကောင်းနေဖြူတယ်သွားတွေကျိုးတယ်နားတွေထိုင်းတယ်ခါတွေကိုင်းတယ်ပရေတွေတွန်းတယ်ဟိုနောက်ဆုံးကြတော့အိပ်ရတယ်ဘုံဘုံလဲသွားတဲ့အနေအထားမျိုးထိရောက်သွားဒါဟာချက်ချင်းဖြစ်တာလားလို့ဆိုမဟုတ်ဘူးနေ့စဉ်နဲ့အမျှပြောင်းနေတဲ့သဘောအေးအရှင်လောကရကပေါ်ထွန်းလာတဲ့နေကြီးဟာဖြုတ်ခနဲ့ဝင်သွားတာလားဆိုမဟုတ်ဘူးတရွေ့နဲ့သွားလိုက်တာနောက်ဆုံးကြတော့နေဝင်ပြီးပျောက်ကွယ်သွားတယ်ဒီလိုဖြစ်တာအဲ့တော့အချိန်ကြီးဟာရွေးရှားနေတယ်လို့ဒုသရဝါတွေရဲ့တဏ္ဍာမှာရှိနေတဲ့ရှုပ်တရားတွေနံတရားတွေအလုံးဟာလည်းပဲရွေးရှားနေတာပဲတည်မြဲနေတဲ့အရာမရှိဘူးလို့ဒီလိုမြင်တာဟာဥရိယထခာမိနီဖြစ်လာတာလည်းမြင်လိုက်တယ်ပျက်စီးသွားတာကိုလည်းမြင်လိုက်တယ်လို့ဒီတဲ့အသေးစိတ်မြင်လာတဲ့အခါကျတော့ဟိုစက္ကန့်ပိုင်းအတွင်းမှာပဲလူတွေဟာဖြစ်ပြီးတော့ပြက်နေတာကိုဆိုတာကိုမိမိရဲ့နှာသီးပြားလေးကိုစိုက်ပြီးတော့ကြည့်လိုက်လေလေးကိုရှူသွင်းလိုက်တယ်ပျောက်သွားတယ်ရှိုက်ထုတ်လိုက်တယ်ပျောက်သွားတယ်နော်တခဏလေးအတွင်းမှာပဲဒီဝင်လေကတွက်လေဝင်လေလေးအတွင်းမှာပဲလူရဲ့ဒီထွက်မှန်းသိလိုက်တဲ့အသိစိတ်လေးဟာပျောက်သွားတယ်ပျက်စီးသွားတယ်ဝင်လာတဲ့အခါဝင်မှန်းသိလိုက်တဲ့အသိစိတ်လေးဟာလည်းပျောက်ကွယ်သွားတယ်ဆိုရင်ဒီလိုကျင်းပြီးတော့ကြည့်လိုက်လို့ရှိရင်လည်းပဲစက္ကန့်မလတ်လူတွေရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေဟာဖြစ်ပြီးတော့ပြတ်သွားတယ်ဆိုတာကိုမြင်လာနိုင်တာအသိဉာဏ်ပဲဖြစ်တယ်ပေါ့အဲ့ဒီဝိပဿနာဉာဏ်ကြတော့ပို့ပြီးတော့ကုသိုလ်တရားတွေကိုဖြစ်ပွားစေတယ်အကုသိုလ်တရားတွေကိုဖယ်ရှားပေးတယ်အဲ့ဒီလိုကြည့်နေတဲ့အချိန်မှာလောဘဆိုတာမဖြစ်ဘူးဒေါသဆိုတာမဖြစ်ဘူးမောဟဆိုတာမဖြစ်ဘူးလောဘဒေါသမောဟတွေကိုနှိပ်ကွက်ထားပြီးသားဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီပညာနဲ့ပြည့်စုံမှုဟာလည်းပဲမြတ်စွာဘုရားကမြည်ရည်ကြီးစီးဆင်းနေတယ်လို့ပဲကုသိုလ်မြစ်ကြီးပဲလို့ဒီလိုဟောတာနော်ဥဒိယထဂာမိနိယပညာယသမန္နာကတောအဲ့ဒီပညာနဲ့ပြည့်စုံပြီးတော့အရိယာယအစင်မြင့်တယ်ကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်နိဗ္ဗေဒိယနိဗ္ဗေဒိကာယနိဗ္ဗေဒဆိုတာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာမသိမှုဆိုတာရလဲအဆိုင်အခဲကြီးလိုချင်တယ်တွေ့တာတယ်ဆိုတဲ့ဟာရလဲအဆိုင်အခဲကြီးစိတ်ထဲမှာခွဲဖို့ဖြတ်ဖို့ဖောက်ထွင်းဖို့အလွန်ခက်တဲ့အဆိုင်အခဲကြီးတွေလောဘကလည်းအဆိုင်အခဲကြီးလိုက်ရှိတယ်ဒေါသကလည်းအဆိုင်အခဲကြီးလိုက်ရှိတယ်မောဟတွေမာမနာတွေအိတ်တာတွေမစ္စရိယတွေကလည်းအဆိုင်အခဲကြီးတွေလိုရှိတယ်အဲ့ဒါတွေဖောက်ခွဲပစ်ဖို့ဆိုတာဖောက်ထွင်းပစ်ဖို့ဆိုတာအလွန်ခဲရင်တယ်လို့ဆိုလို့ဘာနဲ့မှဖောက်ထွဲနိုင်တော့ဆိုရင်အခုလို့အသိပညာနဲ့မှဖောက်ခွဲနိုင်ဝိပဿနာကျင့်စဉ်တွေကိုကျင့်လို့ဖြစ်တာပြက်တာကိုမြင်တယ်ဖြစ်တာပြက်တာကိုမြင်တဲ့အခါကျတော့လောဘနဲ့တွေ့တာစရာမတွေ့တော့ဘူးတွေ့တာစရာမတွေ့ရင်မုန်းတီးစရာဆိုတာလည်းမတွေ့တော့ဘူးမာမနာဖြစ်စရာဆိုတာလည်းမတွေ့တော့ဘူးကိလေသာတွေအလုံးဖယ်ရှားပြစ်နိုင်လို့ကိလေသာတွေကိုဖောက်ခွဲဖျက်ဆီးပြစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့နိဗ္ဗေဒိကာယဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့နိဗ္ဗေဒိကာယကိလေသာတွေကိုဖောက်ထွင်းပြီးတော့ပြစ်နိုင်တဲ့အသိဉာဏ်မျိုးအဲ့ဒီအသိဉာဏ်မျိုးသမ္မာဒုက္ခခယဂာမိနိယမှန်ကန်သောနည်းဖြင့်ဒုက္ခတွေကိုဆုံးသက်သွားစေနိုင်တယ်ဒုက္ခဆိုတာဘာကိုပြောတာတော့ဆိုဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ဟာဒုက္ခတပည့်စัจ जा တရားမှာလူတွေထင်ရှားတဲ့လူတွေသိဖို့ထင်ရှားတဲ့ဒုက္ခတွေကိုမြတ်စွာဘုရားဇာတိပိဒုက္ခပရိသေရိနေရတာလည်းဒုက္ခပဲစရာပိဒုက္ခအိုရတာလည်းဒုက္ခပဲဗျာတိပိဒုက္ခနာရတာလည်းဒုက္ခပဲမရဏံပိဒုက္ခသေရတာလည်းဒုက္ခပဲနဲ့ဒါတွေလူတွေသိအောင်
တိတာတဲ့ဒုက္ခတွေကိုအရင်ဟောလိုက်တာနော်နောက်ဆုံးမှာကြတော့ဘုရားကဟောလို့ဆိုတန်ခိတ်တေနပင်စုပါရလက်ခန္ဓာဒုက္ခတဲ့ဘုန်းကြီးတို့တွေရတာတဲ့မျက်စိနာနာလျှာကာယမနလို့ဆိုတဲ့ဟောဒီရှုပ်တရားတွေနံတရားတွေခန္ဓာ၅ပါးဟာဒုက္ခပဲလို့ဆိုလို့ဒါကြောင့်မို့ထိုတို့သုတ္တမှာမြတ်စွာဘုရားဟောတယ်ယောဘိကွေသက္ခုတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောဘုန်းကြီးတို့တွေမျက်စိရလာတာဟာဒုက္ခရလာတာပဲနားရလာတာဒုက္ခရလာတာနှာခေါင်းရလာတာလျှာရလာတာကိုယ်ကာယရလာတာဒုက္ခရလာတာပဲလို့ဆိုလို့ရုပ်တရားတွေရလာတာဟာဒုက္ခရလာဟုတ်မို့စဉ်းစားကြည့်ညောင်းတာကြတာဘယ်သူကဖြစ်ခန္ဓာဖြစ်တာပဲနော်ပြမနာဆင်းရဲတာလူကိုဒုက္ခပေးနေတာဘယ်သူဒုက္ခပေးနေတော့ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကပဲဒုက္ခပေးနေတာအားလုံးဟာသူ့အတွက်ပဲအလုံးလုံးရပြီးသူကပဲကိုယ်ကိုဒုက္ခပြန်ပေးနေတယ်ပေါ့ဒါကြောင့်မို့ဆရာတော်ကြီးတွေရေးတယ်နော်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဒီလူကိုယူရရရေမိုးချိုစိန်ရွှေစင်ထားတော့လဲအိုစင်ရင်ကိုသူကသွင်းတယ်တဲ့အနာစင်ရင်ကိုသူကသွင်းတယ်အတိစင်ရင်ကိုသူကသွင်းတယ်ဆိုဘလောက်ပဲသူ့ကိုယူရပြုပြင်ထားပြီပဲလို့လုံရင်းလုံရင်းနဲ့အိုးလာလုံရင်းလုံရင်းနဲ့နားလာတယ်လုံရင်းလုံရင်းနဲ့သေသွားတယ်ဆိုကျင့်တတ်เสียပဲကောင်းတယ်ပေါ့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့လို့ရုပ်တရားတွေရလာတာဟာဒုက္ခကိုရနံတရားတွေရလာတာဟာလေဒုက္ခရလာတာပဲလို့ထိုတို့သုတ္တန်တွေမှာဒီလိုဟောတာဒါဟာတပည့်စัจ जा နဲ့တထက်သေးပဲတန်ခိတ်တေနပင်စုပါရဏခန္ဓာဒုက္ခရူပခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာရူပဥပါဒณะခန္ဓာရူပုပါဒณะခန္ဓာလို့ဆိုတယ်ဝေဒနုပါဒณะခန္ဓာသင်ညုပါဒณะခန္ဓာသင်္ခါရုပါဒณะခန္ဓာဝိညာဏုပါဒณะခန္ဓာလို့ဆိုတယ်တဏှာဒိဋ္ဌိတွေနဲ့ဆွဲလန်းเสียဖြစ်တဲ့ခန္ဓာ၅ပါးဥပါဒณะခန္ဓာ၅ပါးဟာဒုက္ခပဲဒီလိုအဲ့ဒီဒုက္ခတွေအဆုံးသတ်သွားဖို့ဘာနဲ့အဆုံးသတ်ရမလဲလို့ဆိုရင်အခုလိုအသိပညာနဲ့ပဲအဆုံးသတ်ရအဲ့ဒီပညာကိုဝိပဿနာပညာကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြင့်ဝိပဿနာပညာကိုရယူရမယ်ကြိုးစားခြင်းဖြင့်ရယူအဲ့ဒီဝိပဿနာပညာရလာလို့ရှိရင်ဒုက္ခကိုအဆုံးသတ်နိုင်တဲ့မဲ့ပညာဖို့ပညာဆိုတာရလာမယ်အဲ့တော့ဝိပဿနာဆိုတာကလောက်ရကြိုးစားအထောက်ဒီပညာကသိယူရတဲ့ပညာကျင့်ယူရတဲ့ပညာပေါ့မဲ့ပညာဖို့ပညာဆိုတာသင်ရတဲ့ပညာလည်းမဟုတ်ဘူးကျင့်ယူရတဲ့ပညာလည်းမဟုတ်ဘူးမျက်မှောက်ပြုရတဲ့ပညာပဲဝိပဿနာအကျင့်ကိုကျင့်ရတာပါတော့မဲ့ပညာဖို့ပညာရကျင့်တာကဝိပဿနာကျင့်လိုက်တာကဝိပဿနာဝိပဿနာဉာဏ်ရင့်လာလို့ရှင်အဲ့ဒီဝိပဿနာဉာဏ်ကဘယ်သူကိုဖြစ်ပေါ်စေတော့ဆိုမဲ့ဉာဏ်နဲ့ဖို့ဉာဏ်ကိုဖြစ်စေတယ်အဲ့ဒီမဲ့ဉာဏ်နဲ့ဖို့ဉာဏ်တွေကမှနိဗ္ဗာန်ကိုမြင်နိုင်တာဖြစ်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့လို့ဒီကုသိုလ်တရားတွေဖြစ်ပွားဖို့ဆိုတဲ့နေရာမှာအတိုင်းအတာကန့်သတ်မရှိအကုသိုလ်တွေကိုဖယ်ရှားပြစ်နိုင်တဲ့အစစ်အမြဲဆုံးမဲ့ပညာဖို့ပညာဆင်းရဲဒုက္ခတွေကိုအဆုံးသတ်သွားစေနိုင်တဲ့ပညာမျိုးဟာအစစ်အမြဲဆုံးပညာဖြစ်လို့တကယ်ကိုအရေးကြီးဆုံးကုသိုလ်ထဲမှာမဲ့ပညာအရေးကြီးဆုံးဒီပညာကိုရအောင်ခြိဘူးအထုတ်ခြင်းဖြင့်ကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေဟာမပြတ်ဖြစ်နေမှာပဲလို့ဒီလိုတတ္တယသုတ်တံမှာမြတ်စွာဘုရားအနည်းငယ်ပြောင်းလဲပြီးတော့ဟောကြားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကုသိုလ်မြစ်ကြီးတွေစီးနေပါစေဆိုတာကိုယ်တဏ္ဍာမှာကုသိုလ်မြစ်ကြီးတွေထာဝရစီးနေဖို့ရာအတွက်ဘာတွေလုပ်ရမလဲပြန်ပြီးတော့ကြည့်ပဲဆိုရင်ဗုဒ္ဓေအဝိစ္စပတာရိနသမဏဂတောဘုရားပေါ်မှာနိနိကာကအသိဉာဏ်နဲ့တရားနဲ့ကြည်ညိုတယ်ဓမ္မေဝိစ္စပတာရိနသမဏဂတောဓမ္မအပေါ်မှာနိနိကာကအသိပညာနဲ့ကြည်ညိုတယ်တန်ခေဝိစ္စပတာရိနသမဏဂတောအရိယတန်ဃာတွေပေါ်မှာနိနိခါကအသိပညာနဲ့ကြည်ညိုလေးစားတယ်အရိယကန္တသီလဆိုတဲ့၅ပါးသီလမျက်မျက်နှိုးနှိုးကျင့်သုံးဆောက်တည်တယ်စာကလို့ခေါ်တယ်မစ္စရိယတရားကိုဖယ်ရှားပြီးတော့ဆွန့်လွတ်ခြင်းဖြန့်ဝေခြင်းရှယ်ယာလုပ်ခြင်းပိတ်ကမ်းလှူဒန်းခြင်းဆိုတာတွေနဲ့ပြည့်စုံတယ်နောက်ဆုံးမှာအခုလိုဝိပဿနာပညာမဲ့ပညာဖို့ပညာဆိုတဲ့ပညာတရားတွေစိုက်ထိသည်တည်အောင်ကျင့်ကြံကြိုးကိုအထုတ်တာအဲ့ဒီပညာတွေရသည်တည်အောင်ကျင့်ကြံကြိုးကိုအထုတ်သွားခြင်းဖြစ်
ကိုယ်တဏ္ဍာမှာအတိုင်းအဆမရှိအောင်ကြီးမားလာတဲ့ကုသိုလ်တရားတွေဖြစ်ပွားနိုင်တယ်လို့ကုသိုလ်မြစ်ကြီးတွေစီးဆင်းနေပါစေဆိုတာဒီကုသိုလ်တရားတွေကိုပဲရည်ညွှန်းတာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားညတိုင်းသကောင်းကြောပြီးဆိုလို့ရှိရင်နတ်ပြည်ကနတ်တွေမြမတွေဟာမြတ်စွာဘုရားရှိရောက်ရှိလာကြတယ်။ယင်းတွေကတိလို့တဲ့ဆန္ဒတွေနဲ့မိကုံမေးကြတာဖြစ်တယ်။ဒီဘက်မှာဆိုရင်လူသားတွေချိန်ပေးရသည့်အတွက်ကြောင့်နတ်တွေဟာလူပြည်ကိုဆင်းလာနိုင်ခြင်းမရှိဘူး။လူသားတိတ်ဆိတ်လို့ညသကောင်ကြောပြီးဆိုရင်နတ်တွေဟာခွင့်ရရပြီးရှုတည်းရဲ့မြတ်စွာဘုရားရှေ့မှာဘွားကနဲ့ပေါ်လာကြပြီသူတို့သိလို့တဲ့မိကောနေမေးကြတာဖြစ်တယ်နတ်တွေပဲဖြစ်ဖြစ်မြမာတွေပဲဖြစ်ဖြစ်လူကုန်လူလောကနဲ့ဆက်ဆက်ပြီးတော့နေကြတာသူတို့ဘွားတွေကဘယ်လိုဆက်ဆက်တာတော့ဆိုလူဘွားမှာကုသိုလ်ကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ကြတာတိရစ္ဆာန်ကနတ်ပြည်ရောက်တယ်ဆိုတော့မရှိဘူးတော့မဟုတ်ရှိအလွန်ရှားတယ်ပေါ့နော်အဲ့တော့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာလူပြည်မှာအခြေခံပြီးတော့နတ်ပြည်ရောက်သွားကြတာဖြစ်တော့ကြောင့်လူဘုံနဲ့နတ်ဘုံဟာဆက်သက်မှုတွေကြီးမားတယ်လို့ပြောလူဘုံတော်ကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ပြမပြည်ရောက်တယ်တမန်ဒါနကောင်းမှုတို့သီလကောင်းမှုတို့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်မှာဖြစ်နိုင်ကြတယ်ဒါနသီလတဲ့ပိုလွန်ပြီးတပ္ပတကျင့်စဉ်ကိုအောင်မြင်မြင်ကျင့်လို့စံတရားရသွားပြီဆိုရင်ပြမဘုံထီအောင်တက်လန်းသွားကြတာဒါလည်းလူပြည်ကသွားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်လူဘုံနဲ့ဘုံပြမဘုံဆိုတာဟာအကြောင်းအကျိုးအဖြစ်ဆက်ဆက်နေကြဥပမာမဲ့မြန်မာလူမျိုးတွေကနိုင်ငံခြားသွားပြီးလုပ်ကြတယ်ကိုယ်စာတိမြေဖြစ်တဲ့မြန်မာပြည်ကိုပြန်ပြီးတော့တတိယကြမှာပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြန်မာပြည်ကိုအခြေခံပြီးတော့နိုင်ငံခြားမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိသလိုနိုင်ငံခြားမှာအခြေခံပြီးတော့မြန်မာပြည်မှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိကိုယ်ဆင်ပြေတဲ့ဘဝကိုယ်အခြေပြုခဲ့တဲ့ဘဝပြန်လည်ဆက်သက်မှုဆိုတာထုံးတဲ့ဆင်လာတစ်ခုလိုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နတ်တွေဟာဘုရားပွင့်လာတဲ့အခါမှာသူတို့အတွက်ကောင်းကျိုးချမ်းသာရဖို့ဆိုလူတွေတဲ့ပိုအာရုံစိုက်တယ်လို့ပြောရမှာဖြစ်တယ်လူတွေကတော့ဒုက္ခဒုက္ခချမ်းသာလိုက်ဆင်းရဲလိုက်တဲ့လူဘဝဟာဆင်ပြေလိုက်မပြေလိုက်တဲ့ဘဝမှာဒီလိုနေကြတာအစင်တစိုက်အစင်ပြေနေတယ်ဆိုတော့မရှိကြဘူးပေါ့နတ်တွေကြတော့ဒီလိုမဟုတ်ဘူးသူတို့ကချမ်းသာဒုက္ခများတဲ့ပုံဖြစ်လာသည့်အတွက်ကြောင့်ကုသကံရဲ့အကျိုးတရားကိုသူတို့ပို့ပြီးတော့ခံစားကြနတ်တွေရဲ့ဘုံကိုနတ်လောကနတ်တွေရဲ့အခြေအနေကိုမြတ်စွာဘုရားကမ္မဖရုပစီဝီကံတရားကိုမှီပြီးတော့သက်ရှင်တဲ့သတ္တဝါမျိုးလို့ဒီလိုဟောတာနော်လုံလဝိရိယထုတ်ပြီးတော့သူတို့ဟာစာဝတ်တည်းအတွက်ကြိုးစားကြတာမဟုတ်ဘူးကံကောင်းရင်ကောင်းတယ်လို့ဆိုတာကျိုးစီးပွားကိုခံစားကြလူတွေကြတော့အဲ့လိုမဟုတ်ဘူးကံကြီးရုံးမဲ့ဖွဲ့လို့မရဘူးလူတွေကြတော့ကျိုးပန်းအထောက်မှုနဲ့ပေါင်းဆက်ရတယ်ကံကောင်းလို့ရတယ်ဆိုတာတော့မွေးရတဲ့တထေးအိမ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်အဲ့လိုပုဂ္ဂိုလ်မျိုးကြတော့ကံကောင်းတယ်လို့ပြောသို့သောကိုယ်ကယ်ကြိုးစားအထောက်ခြင်းဖြင့်လူဘဝမှာချမ်းသာကြွယ်ဝသွားကြတဲ့ပုဂ္ဂိုလ်တွေရှိတော့လူတွေရဲ့ဘုံဘဝကိုမြတ်စွာဘုရားဥဋ္ဌာဏလူပစီဝီဥဋ္ဌာဏဖလားဆိုတာဥဋ္ဌာဏဆိုတာလုံလဝိရိယတက်ကြွကြိုးစားအထောက်တဲ့ဖလားကအကျိုးတရားဥပဇီဝီကမိပြုပြီးတော့သက်ရှင်ရတယ်လူဘဝဆိုတာကြိုးစားမှယုံကံမှထက်တန်းရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အများစုဒီလိုခေါ်တာအဲ့တော့နတ်တွေကတော့ကံဤကျိုးပို့ပြီးတော့သိကြတယ်
ဒါကြောင့်လူဘုလိုလောကကိုတတ်တဲ့အမြဲတမ်းကဲခတ်နေကြတရားမင်းကြီးစီလူလောကရဲ့အခြေအနေတွေကိုဥပုပ်နေ့တိုင်းလို့အစီရင်ခံစာတက်ကြရတယ်ပေါ့သူတို့မှာနတ်ပြည်စီဝေးရောက်တိုင်းလူပြည်ကလူတွေဟာကုသိုလ်ကောင်းမှုပြုကြရလားဆိုတာကိုအမြဲတမ်းကဲခတ်သတင်းယူကြတယ်။ဘာကြောင့်သတင်းယူတာတော့လို့ဆိုလူပြည်ကလူတွေကုသိုလ်ကောင်းမှုပြုတဲ့လူတွေများမှနတ်ပြည်မှာစီကားတာဖြစ်တယ်။ကုသိုလ်ကောင်းမှုမပြုကြဘူးလူတွေကမိမိလျော့ရော့ဒုစရိုက်တွေလွှမ်းမိုးနေပြီဆိုရင်နတ်ပြည်ကတဖြည်းဖြည်းခြောက်ကပ်သွားသလိုနတ်ဥယျာရောပါပြီးဖယ်သွားစီနေတော့ဆိုအပယ်လေးပုံသွားစီစဉ်းစားကြည့်မယ်ဆိုရင်လူတွေရဲ့လူဥယျာနတ်တို့ရဲ့နတ်ဥယျာပြမတို့ရဲ့ပြမဥယျာနဲ့တရိစ္ဆာန်ဥယျာစွာတရိစ္ဆာန်ဥယျာပိုများတယ်အပယ်လေးပုံကတရိစ္ဆာန်ဥယျာများဘာကြောင့်များတယ်လို့ပြောရမှာပြောနိုင်လို့ဆိုရင်ကြည့်ပေါ့တရားတွေအကုန်လုံးမကြည့်နဲ့ဘူးလူတွေနေစဉ်နဲ့အမျှသိရှိနေကြတယ်ကိုယ်တိုင်တွေ့နေကြတယ်ငါးရကောင်ရဲ့ဝမ်းပိုက်ထဲမှာငါးဥတွေဘယ်လောက်ရှိလဲဒါပဲစဉ်းစားကြည့်နော်ငါးရကောင်ရဲ့မွေးဖွားနှုန်းဟာသိန်းချီတန်းချီရှိလူတယောက်ရဲ့မွေးဖွားနှုန်းကဘယ်လောက်ရှိနည်းနည်းလေးပဲရှိနော်လူဖြစ်ဖို့ဆိုတာလွန်ခဲအဲ့တော့ဒိဋ္ဌံဖြစ်ဖို့တွေကအလွန်များဥယျာမနိုင်စားနိုင်လောက်များပြအဲ့တော့ကြောင့်မို့လို့ဒီလူဘဝလူတွေကောင်းစားမှဆိုကိုချင်းတရားရှိပြီးတော့ကိုချင်းသီလမြဲကြပြီဌာနကောင်းမှုတွေလုပ်ကြပြီဆိုလို့ရှိရင်လက်ပြည့်နိုင်ရွာတွေမှာစီကားရုံမြမကဘူးပြောရမယ်ဆိုလို့ရှိရင်တိုင်းပြည်တစ်ပြည်ဟာစီးပွားရေးနှိမ့်ကျသွားပြီဆိုရင်လူတွေရဲ့အနေအထားတွေကလည်းဆုတ်ချဖြစ်လာလူတွေရဲ့ပုံပန်းတဏ္ဍာလည်းတောက်ပြောင်မရှိဘူးညှိုးနွမ်းလာတဲ့အနေအထားမျိုးတွေရှိဗမာပြည်မှာပဲတစ်ချိန်လုံးကတွေးကြမှာပေါ့ခွန်ကြီးတို့တော့သတိထားမိပါနော်ဗမာပြည်စီးပွားတိုးတက်လာပြီဆိုတဲ့ကမြန်မာလူမျိုးတွေရဲ့မျက်နှာတွေကပို့ပြီးတော့ကြည်လင်းလာဝတ်တဲ့ဝတ်တွေတို့နေရာထိုင်တာတွေကပို့ပြီးတော့အဆင့်မြင့်လာတယ်စီးပွားရေးတိုးတက်လာရင်ဒီတိုင်းပဲလေအိမ်တွေမှာလည်းကြည့်ပေါ့စီးပွားရေးမကောင်းတဲ့အိမ်ဟာတာယာမှုမရှိဘူးအမေနဲ့ဖယ်မတဲဘူးသားသမီးတွေချင်းမတဲကြဘူးဆင်မပြေကြဘူးတို့စီးပွားတိုးတက်လာပြီဆိုရင်ပျော်ရွှင်နဲ့မိသားစုဘဝမှာသုံးနိုင်ဆွဲနိုင်ခုဗမာပြည်ရဲ့အခြေအနေဟာဒီလိုအနေထားမျိုးလို့ဘုန်းကြီးတို့အကဲခတ်မိတယ်ဘယ်လိုကြောင့်အကဲခတ်မိတာတော့ဆိုရင်ဥပမာလေးတစ်ခုပြောပြမယ် holiday ဆိုလို့ရှိရင်အထူးသဖြင့်ရန်ကုန်လူတွေကြည့်ရမှာပေါ့ holiday long term holiday ဆိုရင်ရန်ကုန်လူတွေမြို့ပြင်ထွက်တာဟောဒီတိုးဂိတ်မှာတော့ပြီးတော့ပိတ်နေတာတတိကြမှာနော်တတိထားပေးကြပါအဲ့လိုသွားနိုင်လာနိုင်လဲနိုင်ပတ်နိုင်တယ်ဆိုစီးပွားတိုးတက်မှုရဲ့အရေးအယောင်ပဲလို့ပြောလို့ရတယ်။ကိုယ်နိုင်ငံဒီနိုင်ငံသွားကြတယ်လဲကြတယ်ပတ်ကြတယ်ဆိုစီးပွားတိုးတက်မှလုံးနိုင်အဲ့လိုမဟုတ်ဘူးစီးပွားရေးအဆင်မပြေဘူးဆိုရင်လူတွေကဟိုဒီသွားနိုင်ခြင်းလဲပတ်နိုင်ခြင်းရှိကြဘူးတနေ့မှချောင်းကုတ်ပြီးတော့နေချဘလို့ပဲဖြစ်အချိန်ခါတစ်ခုရလူလောကမှာဘယ်နိုင်ငံပဲဖြစ်စီးပွားရေးတိုးတက်လာတဲ့အချိန်မှရှိတယ်လို့စီးပွားရေးနှိမ့်ကျသွားတဲ့အချိန်မှရှိလူတိုင်းချမ်းသာတာတော့ပရိနိဗ္ဗာန်ဖြစ်နိုင်ဘူးအမေရိကန်နိုင်ငံမှာသရောင်းစားမရှိဘူးမဟုတ်ရှိတယ်တိုးတက်တယ်ဆိုတဲ့နိုင်ငံတွေမှာလည်းသရောင်းစားရှိတာတောင်းပုံတောင်းနေတော့ကွာတော့ပေါ့နော်တချင်းလေးဆိုပြီးတောင်းနေတာကြတော့အမေရိကန်သရောင်းစားအဆင့်မြင့်တယ်လို့ဖြစ်အဲ့တော့တောင်းပြီးတော့တောင်းစားကြတာချင်းတော့တူတူပါပဲသို့တော့ဒီလိုလူတိုင်းဟာချမ်းသာမှုရှိကြလားလို့ဆိုမချမ်းသာအားလုံးတိုင်းပြည်တစ်ပြည်ဟာဘာလဲ infrastructure လို့ခေါ်တဲ့
လမ်းတွေကောင်းတယ်မိတွေကောင်းတယ်အခြေခံတွေပေါ့လေလူအလုံးသုံးသွားလိုက်နိုင်တဲ့အခြေခံတွေအလုံးတိုးတက်လာတယ်အဲ့ဒါတွေတိုးတက်လာရင်တိုးတက်တယ်လို့ခေါ်လို့ရတယ်တော့တိုးတက်လာသည့်ခေတ်ကြီးထဲမှာမိသားစုတိုင်းစာဝတ်နေပြည်လဲလားဆိုပဲပြည်လဲပါတော့ဒါကတော့အလုံးပြည်လဲဖို့ဆိုတာခက်ခဲတယ်လေလူတွေတယောက်နဲ့တယောက်ကြိုးစားမှုမတူကြအဲ့တော့လူဘဝမှာတော့ကြိုးစားအထောက်မှုတွေအစဉ်ပြေးလာတဲ့အခါမှာជីវတုတက်လာမှုဆိုတဲ့အရေးအယောင်လေးတွေတွေ့လာနတ်ပြည်မှာကျတော့ဘလို့အရေးအယောင်ဟောလာတော့ဆိုရင်နတ်ပြည်ရဲ့တိုးတက်မှုကလူပြည်ပေါ်မှာအခြေခံနေတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့သာသနာတော်ကိုဘဝကိုပုံအပ်ပြီးဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိဆိုပြီးတရဏဂုံဆောက်တည်ကြတဲ့ပုဂ္ဂိုလ်တွေဘုရားတရားကိုမြတ်မြတ်နုံလို့ငါးပါးသီလကိုမြတ်မြတ်နုံလို့ကျင့်ကြတယ်ဒါနကောင်းမှုတွေပြုကြတယ်အများပြားကြီးလှူတာမဟုတ်ပေမဲ့ဆုံးလေးတစ်စုံလှူတဲ့ပုဂ္ဂိုလ်လောင်းတဲ့ပုဂ္ဂိုလ်အစဒါနသီလလေးသာသနာတွင်မှာလုံးလိုက်ရတဲ့ဒါနသီလအကျိုးနဲ့နတ်ပြည်ရောက်တဲ့အခါကျတော့ဘုံမိမ္မကြီးကတစ်တစ်လွင်လွင်နဲ့ဘုဒ္ဓစားတဲ့အဝတ်အစားတွေကတောက်တောက်ပြောင်းပြောင်းနဲ့ရုပ်ရည်ရူပကာယပို့ပြီးတော့လမ်းဆန်းနေတာလို့ဒါမျိုးကသာသနာ့ဘက်မှာနတ်ပြည်ရောက်နေတဲ့နတ်ကဘုံမိမ္မလည်းဟောင်းနောင်းအဝတ်အစားတွေကလည်းသိပ်ပြီးမတောက်ပြောင်းဘူးလှပမှုတွေဖြစ်ခုခေတ်ပါနဲ့တူလို့ဆိုလို့ရှိရင်မော်ဒန်အောက်သွားတယ်လို့နေမှာပေါ့နော်အဆောက်အဦတွေရှေးဟောင်းဆောက်ဦးကြီးတွေနဲ့ဆိုမော်ဒန်အောက်နေတယ်လို့နေမှာပေါ့အဝတ်အစားတွေကလည်းရိုးပြီးတော့တောက်ပြောင်မရှိကြဘူးသာသနာတွင်မှာလူဖြစ်နတ်ဖြစ်သွားတဲ့သာသနာတွင်မှာလူဖြစ်ပြီးဘုရားသာသနာတွင်မှာကုသိုလ်လုပ်သွားလို့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ကြီးကျတော့အလုံးကိုတောက်ပါတယ်တောက်ပြောင်နေဖြစ်လာကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်သုလရထတို့မဟာရထတို့ဆိုသာသနာတွင်ကနတ်ပြည်ရောက်သွားတဲ့နတ်တွေဟာတရားမင်းနဲ့ရှင်လိုက်ရင်တရားမင်းကနတ်တွေရဲ့အစိုးရတဲ့နတ်တို့ရဲ့ဘယင်ဖြစ်တော်လဲပဲသုလရထမဟာရထဆိုတဲ့နတ်သားတွေဟာသူတို့စီစဉ်ဥစ္စာခန်းခန်းနာနာဘုံမိမ္မာနဲ့ထွက်လာပြီဆိုရင်တရားမင်းရဲ့အယောင်လေးတောင်းမိန်သွားတယ်လို့ဖြစ်တယ်မြင်လိုက်ရင်သိတာလေမြင်လိုက်ရင်သိတာတရားကသာသနာ့ဘက်မှာကုသိုလ်ကောင်းမှုလုပ်လာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူတို့ရဲ့တောက်ပြောင်မှုတစ်လွင်မှုတွေမရှင်းနိုင်အောင်ဖြစ်လာဒါကြောင့်လူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ရှင်မကသဗ္ဗကိုလိမ့်ပြီးလှည့်ပြားပြီးဆွလောင်းတယ်ဆိုတာအဲ့ဒီဝတ္ထုသူရဲ့စိတ်ခံစားချက်ကအဲ့လိုဖြစ်သာသနာတွင်ကကုသိုလ်ရှင်တွေရဲ့ဒီတစ်လွင်တောက်ပမှုကိုသာသနာဘာကကုသိုလ်ပြုပြီးနတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကမရှင်းနိုင်ကြဘူးမရှင်းနိုင်လို့လူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြအဲ့ဒါရိုးရာလို့ဖြစ်လာဒါကြောင့်မို့နတ်တွေဟာကုသိုလ်ကောင်းမှုရဲ့အကျိုးကောင်းကောင်းမွန်မွန်သိသည့်အတွက်ကြောင့်လူပြည်ဆင်းပြီးမြတ်စွာဘုရားစီကအဆုံးအမစကားတွေကိုယူကြတယ်ဆုံးမစကားတွေယူပြီးသူတို့ကိုယ်တိုင်တော့တချို့ကိစ္စတွေလုံနိုင်စွာမရှိဘူးမလုံနိုင်လူပြည်လိုအခွင့်အရေးတွေမရှိဘူးခဏမှနေတဲ့ကုသိုလ်ပြုရမယ်အခွင့်အရေးတွေနဲ့အဲ့တော့လူတွေကတော့အခွင့်အရေးအမတမကောင်းဒါနလုံးမလားသီလစောင့်တည်မလားကပ္ပရဘာဝနာပေါ်ပြအထုတ်မလားလူတွေမှာတော့အခွင့်အရေးတွေအလွန်ကောင်းတယ်တတိကလည်းလူတွေကအမတကောင်းကြနတ်တွေကချမ်းသာလို့အားကြီးတဲ့အခါတတိမိတယ်တတိမိတယ်ဆိုတာစဉ်းစားကြည့်လေလူတွေလည်းစတိတ်ရှိုးရောက်နေအိမ်ပါဖြစ်နေတော့သိပါတတိရပါဘူးပြောနေတယ်ဆိုရင်လေလက်လေးတွေမြောက်ပြီးခုံပေါက်နေတဲ့အချိန်လေးမှာအိမ်ဘယ်လိုလုပ်တတိယအဲ့လိုနတ်တွေကလည်းစတိတ်ရှိုးတဲ့ရောက်နေတယ်လို့ပဲသူတို့ဘဝဟာချမ်းသာလို့အားကြီးသည့်အတွက်ကြောင့်ဒီကုသကောင်းမှုဘက်မှာမိတ္တရောလေးရှိကြတယ်သို့တော့သူတို့အသိဉာဏ်ထက်ကြတယ်မြတ်စွာဘုရားကနင်းငယ်ဟောလိုက်လို့အသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကနားလည်မှုရှိသွားကြတယ်ဒါကြောင့်အခွင့်အရေးရတိုင်း
ညတကောင်ကြော်ပြီးဆိုလို့ရှိရင်နတ်တွေဟာမြတ်စွာဘုရားစီဆက်လာပြီးမိကုံးနေမေးချအခုဒီဝဏရောဘသုတ်တံဆိုတာလည်းပဲအဲ့ဒါလို့သူသိကျင်တဲ့မေးခွန်းတွေကလူဘဝနဲ့ဆက်ဆက်တဲ့မေးခွန်းတွေကြီးပဲဘယ်နဲ့ပဲမေးဒီဘက်ကိုဆက်ဆက်လူတွေနဲ့ဆက်ဘာကြောင့်ဆက်ကုသိုလ်ကောင်းမှုချင်းဆက်နေလို့မေးဝဏရောဘသုတ်တံမှာလည်းပဲညတကောင်ရောအချိန်နတ်သားတယောက်မြတ်စွာဘုရားစီရောက်လာပြီးတော့ဒီမေးခွန်းမေးတာကောင်းမှုတွေတိုးပွားတဲ့ထာဝရကုသိုလ်မျိုးတွေကဘာတွေလဲဆိုမေးတဲ့သဘောမျိုးပေါ့နော်အဲ့တော့သူမေးတဲ့မေးခွန်းလေးကိုသေသေးချာချာနားထောင်ကြည့်ကေတံဓိဝဆရတောသတထပုံညာဘဝတတိဓိဝဆိုတာနေ့ရတောဆိုတာညတထပုံညာဘဝတတိအမြဲတမ်းကုသိုလ်တိုးတယ်နေ့နေ့ညညနေ့ရောညပါလူတယောက်ဟာကုသိုလ်ကောင်းမှုတွေတိုးပွားနေတယ်အဲဒီလိုနေ့နေ့ညညကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အရှိန်ဝါတွေကုသိုလ်တွေဟာထာဝရတိုးတက်နေတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေရဲ့ကုသိုလ်ကောင်းမှုဟာထာဝရတိုးတက်နေသလဲဒီမိဂုံးလေးကိုသူသိချင်ကုသိုလ်တိုးတာလောကလူတွေဟာစိစိမ်ဥစ္စာတိုးပွားနေတယ်ဆိုကျင့်တတ်တာပေါ့နော်အများဖြင့်ကျင့်တတ်နတ်တွေကစိစိမ်ဥစ္စာတိုးတာကိုမမေးပဲနဲ့ကုသိုလ်တိုးတာဘာကြောင့်မေးသူတို့ရဲ့ဘဝဟာကမ္မဖလူပတ်စီဝိဖြစ်တယ်ကုသိုလ်ကံကိုမှီပြီးတော့အသက်ရှင်ရတာကုသိုလ်တရားတွေသူတို့ရင်ထဲမှာနေစဉ်တိုးနေတယ်ဆိုရင်သူတို့ဟာအလွန်ကျင့်တတ်ချက်ကောင်းကုသိုလ်တိုးခြင်းသည်သူတို့အတွက်ချမ်းသာဒုက္ခတိုးခြင်းပဲဖြစ်တယ်ဒါကြောင့်ဒီမေကုံမေးတယ်လို့ပြောကေတံအဘေပုဂ္ဂိုလ်တို့မှာဒီဝါစရဒေါစနေမှာပဲဖြစ်စေညမှာပဲဖြစ်စေဝါနေရောညပါသရပုံညာဘဝတတိအမြဲတမ်းကုသိုလ်ကောင်းမှုတွေတိုးနေပါသလဲအဲ့တော့နေ့ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ထာဝရကုသိုလ်ကောင်းမှုတွေတိုးနေအောင်ဘယ်လိုပုဂ္ဂိုလ်တွေကအဲ့ဒီလိုကုသိုလ်တိုးပါသလဲဆိုတာမေးခွန်းတစ်ခုနော်လူတွေကဖန်ကိုပတ်စံအပ်တဲ့အခါကျတော့နေတိုင်းတိုးတာတော့လတိုးတာတော့နော်အတူပိစားတဲ့လူတွေဆိုရင်နိုင်နဲ့တိုးနေတာတော့အဲ့လိုတိုးပိစားတဲ့လူတွေအဲ့တော့ဘယ်တိုးပို့ကြိုက်တယ်ဆိုရင်နိုင်လိုက်တိုးနေပို့ကြိုက်ကြမှာပဲဘယ်လိုပဲဖြစ်ဖြစ်နော်တလားမှာတခါတိုးတာတဲ့နော်နေ့စဉ်တိုးရင်ပို့ကြိုက်နေ့စဉ်တိုးတာတဲ့နေ့တိုင်းတနာရီတခါတိုးနေပို့ကြိုက်10မိနစ်တခါတိုးနေပို့ကြိုက်ကြမှာပဲလေတိုးနေတာကြိုက်အဲ့တော့ကိုယ့်ရင်ထဲနှလုံးထဲမှာတမိုးကြီးမားတဲ့ကုသိုလ်တရားတွေဟာနေ့နေ့ညညထာဝရကုသိုလ်ကောင်းမှုတွေတိုးနေတဲ့ကုသိုလ်မျိုးဘယ်ပုဂ္ဂိုလ်ရဲ့ကုသိုလ်မျိုးဟာထာဝရတိုးနေတဲ့ကုသိုလ်မျိုးဖြစ်ပါသလဲဆိုဒီမေကုံးမေးတာနော်ထာဝရကုသိုလ်ရခြင်းနဲ့ဘယ်ခါပဲဖြစ်ဖြစ်ကုသိုလ်တွေတိုးနေတဲ့ကုသိုလ်မျိုးလုပ်ခြင်းဓမ္မထာသီလတမ္ပန္နာကေသနာတက္ကကာမိနောသူစရိုက်တရားပေါ်မှာကျင့်သုံးပြီးကိုချင်းသီလပြည့်ဝတဲ့ဘယ်လိုပုဂ္ဂိုလ်တွေဟာသိတဲ့အခါမှာနတ်ပြည်ရောက်ကြတာလဲနတ်ပြည်ရောက်ဖို့ဆိုတာတော့ကိုချင်းသီလပြည့်စုံမှုလို့လို့တယ်ဒုစရိုက်တွေရှောင်မှုလို့လို့တယ်ဒုစရိုက်ရှောင်တာကိုချင်းသီလပဲဓမ္မထာတရားဓမ္မပေါ်မှာကျင့်တယ်သို့မဟုတ်ကုသိုလ်တရားပေါ်မှာယက်တည်တယ်သီလတမ္ပန္နာကိုချင်းသီလနဲ့ပြည့်စုံကြအဲ့ဒီလိုပြည့်စုံတဲ့ဘယ်ပုဂ္ဂိုလ်တွေဟာနတ်ပြည်ရောက်ပါသလဲသူမေးတဲ့မိဂုံးလေးကိုစဉ်းစားကြည့်ပေါ့နော်နေရောညပါတိုးနေတဲ့ကုသိုလ်မျိုးကဘာကုသိုလ်လဲလို့ဆိုလို့တယ်ပေါ့ဘယ်ပုဂ္ဂိုလ်ရဲ့ကုသိုလ်ဟာနေရောညပါကုသိုလ်တိုးနေတယ်ဘယ်လိုပုဂ္ဂိုလ်တွေဟာသိတဲ့အခါမှာနတ်ပြည်ရောက်ဖို့သိချတယ်လဲဒီမိဂုံးမေးတာဒီမိဂုံးမေးတာသူကနတ်ပြည်ကလာတာဆိုတော့နောက်ထပ်နတ်ပြည်ရောက်ဖို့လူသားတွေဟာဘယ်လိုနေရမလဲဆိုတော့ဒုတိယလူသားတွေအတွက်ကျိုးပြုတဲ့မိဂုံးတွေကိုမေးလိုက်တာအဲ့ဒီမှာသူ့ရဲ့မိဂုံးကိုမြတ်စွာဘုရားဖြေတာကတော့သူက
ရှင်းရှင်းလေးနော်သူ့ရဲ့မိကုံးကိုမြတ်စွာဘုရားဘယ်လိုဖြေတော့ဆိုအာရမရောပဝနရောပရှေစနာတိတုကာရကပပိစဥဒ္ဒပနိသယေတရန္တိဥပတ္တယတေတံဒီဝါစရဒောစသရပုညံပဝတ္တတိတူတဲ့ဆိုတာ ਨੇ ပတ်သက်ပြီးတော့ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးဟောတယ်ကုသိုလ်ဆိုတာမျိုးမျိုးရှိကြတယ်ထင်တယ်နံပါတ်1ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်ကုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေလဲဆိုနံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီထဲမှာသစ်ပင်ခုတ်တဲ့လူမပါဘူးနော်သစ်ပင်စိုက်တဲ့လူအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဘာမြေကြီးဥပေါ်မှာအရေးအာဝါဒတွေနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောပအာရမဆိုတာခုခေတ်ဆိုရင်ချမ်းလုပ်ငန်းလို့ဟာမျိုးပေါ့နော်ချမ်းသစ်ပင်စိုက်တယ်ဥယျာဉ်စိုက်တယ်ရောပဆိုတာစိုက်ပျိုးတာဥယျာဉ်နေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ကြီးတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညပါတိုးတက်နေတယ်။အားကြောင့်လို့ဆိုရင်သူကုသိုလ်ကထာဝရကုသိုလ်နေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါထာဝရကုသိုလ်ပျောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျာဉ်စိုက်ပျိုးထားတယ်ဥယျာဉ်စိုက်ပျိုးလိုက်တဲ့ဖြင့်ထိုဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယျာဉ်တွေကိုမှီပြုပြီးတော့စားစရာတွေပြပြဝါရခိုးစားတော့လည်းသွားမကြွေးလေးနဲ့တန်းတယ်အဲ့လိုတစ်ပစ်စိုက်ထားလို့ရှိရင်တော့အကျိုးပြုမှသိကြတယ်နော်အဲ့လိုတစ်ပစ်စိုက်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့တစ်ပစ်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်ရတဲ့တ attva တွေဟာလည်းပဲသစ်ပင်ရိပ်တွေပါမှီပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်တွေကရှိသစ်ပင်ခုတ်လိုက်လို့ရှိရင်ပုံမိမ့်မှန်ပြုတ်ကြတာတွေ့ရမလားဘောလမြိုင်ဘက်မှာမြေပြိုးတာတွေ့ရမြေပြိုးရင်အိမ်တွေလည်းပါသွားတာအဲ့တော့သစ်ပင်လဲရင်လည်းသစ်ပင်ပေါ်မှာရှိတဲ့ပုံမိမ့်မှန်တွေပျက်စီးမှာပေါ့ဒါထုံးစံသူတို့ကအားလျော်စွာဒီယောဂစိုးဆိုတာသစ်ပင်ကွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးစရာဆွဲတယ်လို့ဘယ်ကြာကြီးထိုင်နေမှာတော့မြောက်ကြီးလို့နေမှာပေါ့ယောဂစိုးသစ်ပင်ကွာကြထိုင်နေရုပ်မြောင်းလို့ဖြစ်နေမှာဆိုလိုတာကယောဂစိုးမှာဖိမှန်2မျိုးရှိတယ်အမျိုးအစား2ခုရှိတယ်ယောဂစိုးရဲ့ဖိမှန်ဟာသစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ဖိမှန်မျိုးတစ်ခုသစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ဗိမာန်တစ်ခုနှစ်ခုရှိတယ်။သစ်ခက်ပေါ်မှာတီးတဲ့ဗိမာန်ကိုတာခတ်ထဗိမာန်လို့ခေါ်တယ်။တာခါဆိုသစ်ပင်သစ်ခက်တာခတ်ထဆိုတာအဲ့ပေါ်မှာတီးရှိနေတာ။သစ်ခက်ပေါ်၌တီးရှိနေသောဗိမာန်နဲ့နေတဲ့ရုပ်ကစိုးကိုတာခတ်ထ။ဟောအဲ့ဒါကြတော့သစ်ကိုင်းခုတ်လိုက်တာနဲ့သစ်ကိုင်းကုံသွားရင်သူ့ဘိမှန်ပျက်စီးသွားတယ်။ဒါကြောင့်ဗမာတွေကနတ်နိကိုင်းချန်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတယ်။သစ်ကိုင်းကုံအောင်မခုတ်ဘူး။သစ်ကိုင်းကုံလို့ရှိရင်သူတို့ဘိမှန်ရပ်တည်နိုင်စွာမရှိတော့ဒီသစ်ပင်ပေါ်မြောက်လို့နေတာမဟုတ်ဘူး။သစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ဘုံဘိမှန်နေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုရင်ပဲမြေပေါ်မှာအိမ်ဆောင်နေကြတာလေ။မြေကြီးပေါ်တိုင်းအိတ်ထားမှာမဟုတ်တာ။နတ်တွေလည်းပဲသစ်ပင်နဲ့ပတ်သက်ပြီးအလိုနေတယ်လို့ရုက္ခထဗိမာန်ဆိုတာကြတော့သစ်ပင်ကြီးလဲလိုက်လို့သင်္ကုတ်တူရှိနေသေးတော့သူ့ဘုံမိမမပြတ်သေးဘူးဒါရုက္ခထသစ်ပင်ရှိနေသေးဗျအမြစ်ပါတူပြစ်မှသူ့သိဘုံမိမပြတ်တယ်ဒါမို့ယောဂဇော2မျိုးနော်သစ်ခက်တွေကိုအောင်ခုတ်ရင်ယောဂဇောစိတ်ဆိုးတယ်သူ့ဘုံမိမနေပျက်စီးတယ်တော့
တချို့ယောဂတို့ကစိတ်မဆိုးဘူးဘာကြောင့်လို့ဆိုရင်တစ်ပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်သင်္ကုတ်တို့ရှိနေနေလို့ရနေသေးတယ်သူ့ဘယ်မှမပြတ်ဘူးအဲ့တော့ကိုမမြင်ရမယ့်တရားတွေဟာလည်းပဲအခုလိုအရာဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအဖြစ်တရားတွေပေါ်မှာအများကြီးကျိုးပြုသွားဒါကြောင့်ဒီထာဝရကုသိုလ်မျိုးဟာနေတတိယရဲ့နေညတတိယရဲ့ညကုသိုလ်တွေတိုးတယ်အိပ်ပျော်နေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပျော်နေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေတတိယရဲ့နေကုသိုလ်ရမယ်ညတတိယရဲ့ညကိုတိုးမယ်နော်လူကခေါ်နေနေပြီကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့တော့လူကအိပ်ပျော်နေပြီတိုးတာတော့အတိုးပါပဲပတ်စံအတိုးဟာတော့တိုးတယ်လူအိပ်နေလဲတိုးမှာပဲအဲ့ဒါတော့သူများဆရာပတ်စံချီးတယ်တော့အဲ့ဒါအတိုးကတက်နေမှာနော်လူအိပ်နေလဲအတိုးကတော့မအိပ်ဘူးလို့ပြောကြတယ်လေဒါကြောင့်အဲ့လိုမျိုးကတော့တိုးတယ်ကုသိုလ်ကတော့မတိုးအိပ်နေတော့ကုသိုလ်မတိုးတောင်တွေးမြောင်တွေးနေလဲကုသိုလ်မတိုးကုသိုလ်တိုးတာပဲအချိန်တိုးတာတော့တတိယရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလှုပ်တယ်ဒီလိုဆိုနော်အဓိပ္ပာယ်အဲ့လိုအဓိပ္ပာယ်နောက်တစ်ခုကဝဏရောပသစ်ပင်ဆိုင်တယ်သစ်ပင်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်သစ်ပင်ဖြစ်လာလို့ရှိရင်သစ်ပင်ကောင်းငှက်တောင်းခိုးဆိုတာမျိုးအများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြစေပြီးတော့သရဝတွေကိုအာဟာရနဲ့ပံ့ပိုးထောက်ပံ့ပေးရရောက်တယ်ပေါ့သစ်ပင်ကိုမှီပြီးတော့စားတော့ကြတဲ့သရဝတွေအများကြီးဟာသစ်ပင်ဆိုင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့သစ်ပင်ဆိုင်ပြိုးခြင်းကုသိုလ်ကိုဝဏရောပလို့ဒီလိုခေါ်တယ်နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့သစ်ပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကယေဇနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးသို့မဟုတ်မြေရီတော့မရှိဘူးကဘာ6ကဘာရှိနေအဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ခုတ်ထိတ်တရားလို့ပေါ့ဟိုဘက်ကူလို့ရတယ်ဟာအဲ့လိုတရားမျိုးပေါင်းကူတာတွေလုပ်ပြီးတော့လှူတယ်နောက်ကားသွားလို့မရအောင်ခြိုက်ဖြစ်နေတယ်အဲ့နေရာမှာတရားခင်းပေးတယ်ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်နော်တေတုလို့တေတုဆိုတာတရားယေဇနာတေတုကာရကတရားခင်းမှုကိုတေတုကာရကလို့ခေါ်တယ်သူ့ရဲ့ကုသိုလ်ကတရားခင်းပေးတဲ့ကုသိုလ်ပေါ့တရားခင်းပေးတဲ့လူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဟောဥယျာဉ်စိုက်ပျိုးတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်နော်သုံးမျိုးနောက်တစ်ခုကဘာလို့ဆိုပပင်္စဥဒ္ဒပါနိသယေတရန္တိဥပတ္တယပပင်္စဆိုမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဦးစင်တဲခုခေတ်တော့ရေဦးစင်ယဉ်ကျေးမှုကပျောက်နေတယ်တော်တော်များများပျောက်သွားပြီတော်ရဒီမှာတော့ရေဦးစင်ယဉ်ကျေးမှုတဲ့နော်ရေဦးစင်ယဉ်ကျေးမှုခုခေတ်တော့ရေဦးစင်တဲရနည်းနည်းရှားလိုက်ပေါ့လေရေဦးစင်ယဉ်ကျေးမှုကုသတတ်တဲ့ယောဂဝေဒနာတွေပေါ်တော့လေရေဦးစင်သူတော့ကိုတော့ဆိုခက်တယ်ဒါပေမဲ့တစ်ခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်သို့မဟုတ်ပါးစပ်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတောက်တဲ့နည်းလည်းရှိပါတယ်နော်ဆိုလိုတာခရီးသွားလာတဲ့ပုဂ္ဂိုလ်တွေရေဆံငမ်းမွနေတဲ့နေရာမျိုးတွေမှာသွားလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့တောက်ရည်ကိုတီထားပေးချက်ကုသိုလ်ဟာလည်းပဲ
သွားလာတဲ့လူတွေကိုပန်းပြေးပြီးတော့ဆင်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရိဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘယ်သူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကြောကသွားတဲ့ပုဂ္ဂိုလ်တွေမှတည်းဆာလောင်မွတ်သိမ့်လို့ရှင်ခြေလေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစဉ်ကုသိုလ်မျိုးဟာလည်းပဲထာဝရကုသိုလ်လို့ဒီလိုခေါ်တယ်နော်ထာဝရကုသိုလ်ခုခေတ်တော့ခင်ပြီးတော့ရေသမှုလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်ပိုက်ကလည်းပဲဖွင့်ပြီးတော့တောက်ရတဲ့ပိုက်မျိုးလည်းရှိတယ်အိန္ဒိယနိုင်ငံမှာတော့ဘယ်လိုထားတော့ဆိုပိုက်ခေါင်းတွေကသူကအပေါ်အစွတ်ကလေးနဲ့ထားတာအဲ့ဒီအစွတ်ကလေးကိုမတင်လိုက်မှရေထွက်တာလှဲ့တဲ့ဟာမဟုတ်ဘူးသူကပိုက်ခေါင်းမှာအစွတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှိရင်ရေထွက်သွားအဲ့ကြတော့သူကနွားတွေတောင်တောက်တတ်တယ်နှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွားဗမာပြည်ကရေအဲ့ရေကောင်းတော့တောက်လို့ရမှာမဟုတ်သွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်ဒီဟာဟိုကတော့မတင်လိုက်တာနဲ့ရေထွက်လာမြောက်ကလည်းတောက်တတ်တယ်နွားကလည်းတောက်တတ်တယ်အဲ့ဒီရေဦးစင်မျိုးအဲ့လိုရေဦးစင်လုပ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်လူတို့အကျိုးပြုတဲ့ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒ္ဒပါဏရေတွေတူလောင်ထားတဲ့တွင်းရေတွင်းရေကန်ရေကန်ပဲဖြစ်ဖြစ်ရေတွင်းပဲဖြစ်ဖြစ်ရေရှားတဲ့အရာဒေသတွေမှာအဝီစီတွင်းတူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်းတူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကန်ဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရေဆိုတာလူတွေအတွက်များစွာအကျိုးပြုမွတ်သိမ်မှုကိုကာဝယ်ပေးတယ်ရှင်ထဲကအပူတွေကိုအေးမြစေတယ်ခန္ဓာကိုယ်တန့်ပြတ်သွားစေတယ်ဘလောက်ပဲပင်မမျက်နှာလေးသိလျက်ရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ်အဲ့ဒီအကျိုးတွေကိုမြုပ်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့ထာဝရကုသိုလ်မျိုးတွေဟာအဲ့လိုအလုံး၅မျိုးရှိသွားနံပါတ်1ကအရန်ဥယျာဉ်စိုက်ပျိုးပြီးတော့လူတန်းတဲ့ကုသိုလ်များအတွက်သစ်ပင်စိုက်ပျိုးပြီးတော့လူတန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လူတန်းတဲ့ကုသိုလ်ခြေအိုးစင်လူတန်းတဲ့ကုသိုလ်ခြေတွင်းရေကန်လူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေနဲ့သက်ဆိုင်ဒီတရားတော်ကိုနာရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လာတယ်နောက်ဆုံးဟာရေတတန္တိဥပတ္တယံခီးသွားလာတဲ့နေရာမျိုးတွေမှာဥပတ္တယဆိုတာအဆောက်အဦပေါ့နော်ရေတတန္တိဥပတ္တယံအဆောက်အဦဆောက်လှူတယ်ဆိုဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုအဆောက်အဦတုံးလို့ဆိုတာလည်းမပါဘူးဘယ်သူကိုလှူတယ်ဆိုတာလည်းမပါတော့စဉ်းစားကြည့်ရတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအားလုံးဟာခီးသွားတဲ့လူတွေကပြက်ပြီးတော့အပန်းဖြေနားနေအိပ်ဆက်လို့ရတဲ့ဆရာကတုံးတွေရှင်ခွဲဆရာတွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲဆရာခေါ်တာနော်အကံပိုင်းဆရာကတုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အဆရာကတုံးဆိုတာအဲ့ဒါကာမပါဒကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအိတ်လို့လည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းတော်လမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တာပီတိဖြစ်เสียထာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ6မျိုးနဲ့ရသော်ဗျာကဖြေလိုက်တယ်ဘယ်ပုဂ္ဂိုလ်တွေမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်မှာတိုးတယ်ဘယ်ပုဂ္ဂိုလ်တွေမှာကုသိုလ်တရားတွေတိုးတက်လာတယ်လဲကုသိုလ်ဆိုတာတခါတတိယပိဋိဖြစ်တိုးပြန်တယ်တခါတတိယပိဋိဖြစ်တိုးတယ်အဲ့ဒါလို့တိုးအောင်လုပ်တဲ့နည်းနဲ့အဲ့ဒီမှာမြတ်စွာဘုရားဟောတာဘာကုသိုလ်လို့ဒီတခုတည်းမပြောပဲနဲ့ထာဝရကုသိုလ်မျိုးတွေနဲ့ယူပြောထားတာခွာကြည့်လိုက်ကြည့်လိုက်မယ်ဆိုအလုံးကထာဝရကုသိုလ်တွေထာဝရဆိုတာရွေးရှားလို့မရတဲ့ထာဝရကုသိုလ်တွေပဲနော်တဏှာထဲမှာတည်မြဲအောင်ထားနိုင်တဲ့ကုသိုလ်မျိုးတွေပဲ
အဲ့ဒီထာဝရကုသိုလ်မျိုးတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာတဲ့နေနေညညတတိယတိုင်းဝန္တာရွှင်မြူပီတိတွေဖြည့်ပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီနတ်သားကိုမြတ်စွာဘုရားဒီလိုရှင်းပြီးတော့ဟောလိုက်တာဖြစ်တယ်အဲ့တော့အလုံးစိတ်ထဲမှာကြည်နူးစရာကောင်းတယ်ကိုလုပ်တဲ့အလုပ်တွေမြတ်စွာဘုရားကဒီတရားဟောထားတာကိုအတိုင်းမှတ်သားထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ဘဝမှာထာဝရကုသိုလ်မျိုးတစ်ခုလုပ်ထားလို့ရှင်ဘယ်လောက်ကြည်နူးစရာကောင်းမလဲနော်တခဏသာဖြစ်တဲ့ကုသိုလ်မျိုးမဟုတ်ဘဲနဲ့ထာဝရကုသိုလ်မျိုးတွေကိုတို့တွေလုပ်ရတယ်လို့စိတ်ထဲမှာဝန္တာပီတိဖြစ်ရအဲ့တော့ဒီဝန္တာပီတိဖြစ်เสียဒီတောရိပ်တောင်ရိပ်ဆိုတာဟာလောကကြီးကိုအေးချမ်းစေတဲ့တရားတွေဖြစ်ရုံများမကတောတောင်ရဲ့သဘာဝတောတောင်ကိုအမိပြုပြီးတော့သူတော်ကောင်းတွေဟာနေကြထိုင်ကြတာဖြစ်တော့ကြောင့်တောတောင်တွေပျောက်ကွယ်သွားခြင်းအပြင်သူတော်ကောင်းတွေစိတ်ဆင်းရဲစရာဖြစ်တယ်တောတွေတောင်တွေတောင်ပြိုတောပြုံးပြီဆိုလို့ရှိရင်ပထမဆုံးထိခိုက်တာတော့တိရစ္ဆာန်တွေပဲပေါ့နော်တိရစ္ဆာန်တွေထိခိုက်တယ်တောထဲမှာနေတဲ့တိရစ္ဆာန်တွေဟာသူတို့နေရာဌာနကြီးကပုံပြောက်လာတောတွေပြုံးတယ်တောင်တွေပြိုတယ်ဆိုနေစရာမရှိတဲ့အခါတိရစ္ဆာန်တွေနဲ့လူတွေဟာပဋိပက္ခဖြစ်လာကြဒါမို့လို့ဒီနာတိုက်ကြီးတို့ဥက္ကံတို့ဆိုခဏခဏဆင်းရိုင်းနေဆင်းလာပြီးတော့လူတွေရဲ့စိုက်ခင်းတွေဖြစ်စည်းတယ်ဆိုတာတောပြုံးလို့ဖြစ်လာတဲ့ပြဿနာတွေသာဖြစ်တယ်ပေါ့ဒီနာဘေကုဏအရက်ဒီမှာလည်းထို့တူပဲယမယကတောဆရိုင်းတွေဝင်ရောက်ပြီးတော့ဖြစ်စည်းတယ်ဆိုတာလူတွေလှုပ်တဲ့အလုပ်တွေကြောင့်မလို့လူတွေကိုတုံ့ပြန်ဒုက္ခပေးတဲ့အနေအထားမျိုးအလုံးတိရစ္ဆာန်တွေတစ်ခါရောက်တောတောင်ကောင်းသွားပြီဆိုရင်တိရစ္ဆာန်တွေဟာဘလို့အေးချမ်းသာရမှုရှိကြမယ်သူတို့တော်ထဲမှာခေဟစနစ်ဆိုecology ဆိုတခုနဲ့တခုဆက်ဆွဲပြီးတော့သူတို့အသက်ဘဝရှင်သန်နေကြတာဖြစ်တယ်နော်ဆက်သွယ်ပြီးရှင်သန်နေသူတို့ကောင်းတွေရှုထောင့်ကကြည့်လိုက်မှဆိုရင်သူတို့ကောင်းတွေထဲမှာထူးခြားဆုံးသူတို့ကောင်းကမြတ်စွာဘုရားမြတ်စွာဘုရားဘဝလေးကိုနည်းနည်းစဉ်းစားကြည့်ဘုရားဝင်ကိုသိတဲ့ပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားဘဝဟာတောနဲ့အမတမဆက်ဆက်တယ်ဖွာတော်မူတဲ့အခါမှာလည်းတပြည့်အောင်မဖွာတယ်နော်ရှင်မခါနာတို့သွားပြီးဖွာတာမဟုတ်ဘူးမြတ်စွာဘုရားတော့တပြည့်အောင်မဖွာလောကနီတပြည့်အင်းကြီးမအောင်မဖွာမွေးဖွာပြီးတော့လေဒီတရားချစ်မှုနန်းတော်ကထွက်ခွာသွားပြီ29နှစ်အရွယ်တောထွက်ပြီ6နှစ်တရားကျင့်တော့လေတောထဲမှာပဲကျင့်တပည့်အောင်မှာပဲကျင့်မွေးတော့လည်းတပည့်အောင်မှာမွေးတယ်တရားကျင့်တော့လေတောထဲမှာတပည့်အောင်မှာကျင့်ဖျားဖြစ်တော့ကောမဟာဗောဓိပင်အောင်မှာဖျားဖြစ်တယ်ဖျားဘဝမှာနေတဲ့အခါရောစေတဝနေဝိဟရတိဝေလူဝနေဝိဟရတိဣတိပတနေဆိုတာဒါတွေအားလုံးဟာတောတွေတောင်တွေကြီးပဲကောမြတ်စွာဘုရားရဲ့ဘဝမှာတောတောင်တွေမှာပဲသတင်းသုံးနေထိုင်သွားတာရာသက်ပံလို့ပဲတောတွေတောင်တွေထဲမှာပဲသတင်းသုံးပြီးတော့နေထိုင်သွားတယ်ပြိဋိဘံဆန်တဲ့အခါကျတော့လေကုသနာရာလို့ခေါ်တဲ့ကုသနာယုံမန္လာမင်းတို့ရဲ့အင်းကြီးဥယျာဉ်တွေကအင်းကြီးမဲ့နှစ်ပင်ချာမှာပြိဋိဘံဆန်သွားမြတ်စွာဘုရားဟာဘုရားဖြစ်တော်မူတဲ့အချိန်ဘုရားအဖြစ်အသိဉာဏ်တူရတဲ့အချိန်မှာဘောဓိပင်ကိုကြောပြီးပြီးတော့အရှိလောကရကိုကြည့်ပြီးထိုင်ပြီးတော့ဘုရားဖြစ်တယ်နေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ဘုရားဖြစ်တယ်ဘာအဓိပ္ပာယ်ဆိုတာကိုတော့မပြောကြပါနဲ့ကိုယ့်အကိုစဉ်းစားကြည့်မယ်ဆိုရင်ပြောလို့ရတာဘာတစ်ခုတော့မြတ်စွာဘုရားအရှိလောကရကိုကြည့်ပြီးတော့နေထွက်တဲ့အရာကိုကြည့်လိုက်တော့အဲ့ဒီမှာဖျားဖြစ်ခြင်းရဲ့အဓိပ္ပာယ်ဘာလို့ဆိုရင်နေမင်းကြီးပေါ်လာလို့ရှိရင်လောကလူတွေဟာ
လောကလူတွေဖို့အမှောင်ပြောက်ပြီးတော့အလင်းအောင်ရောက်လာတာပဲလေဖျားပွင့်လာခြင်းဟာလည်းပဲအရှိဘက်ကိုမျက်နှာမူပြီးတော့ပွင့်တဲ့အတွက်ကြောင့်လောကကြီးကိုအလင်းပေးမယ်ဆိုတဲ့သဘောကိုဖော်ပြနေတာဟုတ်လောကကြီးကိုအလင်းပေးနေထွက်တဲ့ပဲမြတ်စွာဘုရားဆိုတဲ့ဒီအတိညာနေမင်းကြီးဟာထွက်ပေါ်လာတဲ့အခါလောကလူသားတွေအမှန်တရားကိုသိရှိခွင့်ရလာနေထွက်လာတဲ့အခါအမောင်တွေပျောက်ပြီးတော့လူတွေဟာအကောင်းဆုံးအကြောင်းကျိုးမျက်စိနဲ့မြင်လို့ဆုံးဖြတ်နိုင်စွာဖြစ်လာမြတ်စွာဘုရားပွင့်လာတော့လေတရားဓမ္မကိုသိကြတာနေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ပွင့်တာဟာဒီအတိဘက်ကိုဆောင်တယ်လို့ဆိုဖြစ်တယ်သို့သောတက်တော့80ပြည့်တဲ့အခါမှာပြိဋိဘံဆံတော်မူတော့မယ်ဆိုတဲ့အချိန်မြောက်ဘက်ကိုခေါင်းထားပြီးလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမျက်နှာကဘယ်ဘက်ရောက်သွားအနောက်ဘက်ရောက်သွားကိုယ့်ကိုအိတ်ချမသေးကြလို့ရှင်ရန်ကုန်လူတွေတောင်မြောက်လဲကွဲတာမဟုတ်ဘူးကွန်ပတ်လေးရှာထားမှာဘယ်ဘက်ကတောင်လဲဘယ်ဘက်ကမြောက်လဲတွေ့နော်အဲ့တော့မြောက်ဘက်ကိုခေါင်းထားပြီးတော့အနောက်ဘက်ကိုမျက်နှာမူစောင်းပြီးတော့အိတ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့မျက်နှာတော်ဟာအနောက်လောကရဘက်ကိုမျက်နှာမူပြီးသားဖြစ်ပွင့်တော့ကအရှိဘက်ကိုကြည့်တယ်ပြိဋိဘံဆံတော့အနောက်ဘက်ကိုကြည့်ဘာအဓိပ္ပာယ်လဲလောကကြီးကိုလင်းအောင်ပေးနေတဲ့နေမင်းကြီးဝင်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲအနောက်ဘက်ကနေထွက်တယ်လို့မရှိဘူးလေနေဝင်တာပဲရှိအဲ့တော့မြတ်စွာဘုရားဒီပြိဋိဘံဆံသွားခြင်းအပြင်လောကလူသားတွေအသိဉာဏ်တွေဆုံးရှုံးသွားတယ်ပေါ့အလင်းအောင်ဆုံးရှုံးသွားတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဆုံးရှုံးသွားရင်လင်းအောင်ဆုံးရှုံးတယ်လို့ဆုံးရှုံးမှာဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်တွေကိုခေါ်ကျူးတဲ့အနေနဲ့မြတ်စွာဘုရားဟာအရှိဘက်လက်ပြီးတော့ဘုရားဖြစ်ပြီးလက်ရနှစ်ပါးကိုစောင်းလို့အနောက်ဘက်ကိုမျက်နှာမူပြီးပြိဋိဘံဆံတော်မူခြင်းဟာလောကသားတို့အတွက်ပညာတစ်ခုပေးခဲ့ခြင်းပဲဖြစ်တယ်ဘုရားရဲ့ကရုဏာအမြဲတမ်းကြည်ပါတယ်ပြိဋိဘံဆန္ဒတောင်းပါပဲမင်းတို့စံနမူနာယူခဲ့ဖို့လှုပ်ထားခဲ့တာဖြစ်တယ်ပေါ့နော်အစစအရာရာအသိပညာတွေပြီးခဲ့လောကမှာအသိပညာအလွန်အရေးကြီးဒါကြောင့်မြတ်စွာဘုရားကနတ်သားတယောက်ဟောပြောတဲ့မိကုန်းနဲ့မေးတဲ့မိကုန်းကိုအခုလိုသာဝရကုသိုလ်တွေနဲ့ဖြေလိုက်တာနောက်တစ်ခေတ်ကျတော့သစ်ပင်တွေပြောင်းအောင်ခိုးကြလိမ့်မယ်ဆိုတာသိလို့များဖြစ်မလားမသိဘူးအဲ့ဒါကြောင့်ဒါတွေစိုက်ကြလို့ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြနော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရား2600ဟောခဲ့တဲ့တရားအဲ့တော့အခုတို့လူတွေဟာတက်တက်ကြွကြွဒီကုသိုလ်ကိုအရာယူနေကြတော့ဝန်သားဆရာပေါ့နော်ကမ္ဘာလောကကြီးကိုသစ်ပင်ဖြင့်အေးပြအောင်ဆောင်ရွက်နေကြပြီအာရမရောပါအယံသစ်ပင်တွေဥယျာဉ်တွေစိုက်ပျိုးတယ်ဝဏရောပါသစ်ပင်တွေစိုက်ပျိုးတယ်တော်တွေစိုက်ပျိုးတယ်တေတုကာရကသွာလာခက်တဲ့နေရာတွေမှာတရားခင်းပေးတယ်ပပခြေဥစဉ်ရင်ကျေးမှုဥဒ္ဒပါဏရေရွေးရေကလူရမ်းကြတယ်ရေတရန်ဒီဥပတယံလူတွေနားခုတ်ဝဲအဆောက်အဦတွေဇေယျတွေဆောက်လို့လူရမ်းကြတယ်ဆိုရင်ဒီကုသိုလ်မျိုးတွေဟာသာဝရကုသိုလ်မျိုးတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဒီနတ်သားရဲ့အမေကိုဒီကုသိုလ်မျိုးတွေနဲ့ဖြည့်ခဲ့တာဟာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့တကယ်ကိုရှေးကမြန်မာလူမျိုးတွေဟာဒီသုတ်တန်ကိုကြားနာပြီးတဲ့အခါမှာဒီကုသိုလ်မျိုးတွေယူခဲ့ကြတယ်လို့ပဲဒီလိုယူဆရှေးလူကြီးတွေကစိုက်ကြတယ်သစ်ပင်တွေနော်အများကြီးစိုက်ကြတယ်သစ်ပင်နောက်လူတွေကသာမစိုက်တာရှေးကလူကြီးတွေသစ်ပင်တွေအများကြီးစိုက်ခဲ့ကြတယ်ခုလေသစ်ပင်စိုက်တဲ့အဖွဲ့သစ်ပင်တွေစိုက်ပျိုးလာကြတယ်ဆိုတာဒါကောင်းတဲ့အလုပ်တစ်ခုပြန်ပြီးရှင်းသန်းလာခြင်းဖြစ်တယ်ပေါ့နော်မြတ်စွာဘုရားဟောတဲ့အတိုင်းပဲသာဝရကုသိုလ်တွေကိုပြုလို့သည့်အတွက်ကြောင့်သာဝရအစဉ်အမြဲကုသိုလ်တရားတွေဟာယင်ထဲမှာတိုးတက်များပြားလာမှာဖြစ်တယ်လို့သိကြပါပြီးတဲ့အခါဒုတိယမေကုံးကိုမြတ်စွာဘုရားဖြေတဲ့အခါကျဘယ်လိုဖြေတော့ဓမ္မထာသီလတမ္ပနာတိစနာတက္ကခမိနောဆိုတာဒီပြင်ပုဂ္ဂိုလ်တွေကိုမရည်ညွှန်းမှုခုနပြောတဲ့
ကိုချင်းတရားသို့မဟုတ်သင်္ဘေစိုက်ပြိုးတဲ့ကုသိုလ်တွေပေါ်မှာယက်တည်တယ်ကိုချင်းသီလနဲ့ပြည့်စုံတယ်အရေးကြီးဆုံးကတော့ကိုချင်းသီလကတော့အဓိကထားလူတွေမှာကိုချင်းသီလပြည့်စုံမှကောင်းကျိုးချမ်းသာတွေရဘာကြောင့်လို့ဆိုတော့သီလရဲ့အဓိပ္ပာယ်ကသူကသမာဒါနကောင်းစွာထားခြင်းနဲ့ဥပဒါရဏကောင်းတဲ့အရေးချင်းတွေကိုထိမ့်သိမ့်ပေးခြင်းဆိုသီလရှိမှကုသိုလ်တရားတွေကတည်တတ်နိုင်တယ်ဆိုတော့သီလမရှိဘဲနဲ့ဇန်တရားအထုတ်လည်းမရဘူးဝိပဿနာတရားအထုတ်လည်းမရဘူးသီလရှိရမှာဖြစ်တယ်နော်သီလရှိမှဇန်တရားတွေကုသိုလ်တရားတွေဆိုတာယက်တည်နိုင်တယ်ပေါ့ဒါကြောင့်မြန်မာနိုင်ငံမှာဆိုရင်ဒါနကုသိုလ်ဘွယ်တွေလုပ်တဲ့အခါမှာအလှူဒန်းလုပ်တဲ့အခါမှာရှေးဥစွာတရဏဂုံသီလကိုစောင့်တည်ကြတယ်ဒါဟာသီလကိုခံယူလိုက်ခြင်းဖြင့်သီလေပဋိဋ္ဌိတတဒါနမဟာဗလတံသီလပေါ်မှာယက်တည်ပြီးတော့လုပ်တဲ့ဒါနကပို့ပြီးတော့အကျိုးကြီးတယ်ဆိုတဲ့အဆိုအမိန့်တိုင်းဆောင်ရွက်ခြင်းပဲဖြစ်တယ်တခါဘုန်းကြီးတွေကပရိတ်ရွတ်တယ်ဆိုတာမေတ္တာတုတ်ရွတ်တာဖြစ်သောကြောင့်ဘုန်းကြီးတွေဘက်ကမေတ္တာပွားတယ်တရားတော်မှလူရဲ့ပစ္စည်းကိုမေတ္တာပွားပြီးမှခံယူလို့ရှိရင်တရားတော်မတွေရဲ့အလှဟာပို့ပြီးတော့ကြည်မာတယ်ဆိုဒီအဆိုအမိန့်တိုင်းဘုန်းကြီးရဲ့ပရိတ်ရွတ်တာနော်ပရိတ်ရွတ်ခြင်းကတန်ဃာတွေဘက်ကပြင်ဆင်ခြင်းသီလခံယူခြင်းကတရားတော်မတွေကုသိုလ်ရှင်တွေဘက်ကပြင်ဆင်ခြင်းလို့ပြင်ဆင်မှုနှစ်ခုလုံးမှဒီကုသိုလ်ကောင်းမှုဟာပြေဝပို့ပြီးတော့စင်စင်ကြယ်ရတယ်ပေါ့ဒါကြောင့်ဒီမှာမြတ်စွာဘုရားထည့်ပေးတာဓမ္မထာကုသိုလ်ကောင်းမှုတရားတွေပေါ်မှာယက်တည်တဲ့ပုဂ္ဂိုလ်သီလတမ္ပန္နာကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အဲ့ဒီကိုချင်းသီလနဲ့ပြည့်စုံပြီးတရားပေါ်မှာယက်တည်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာတေသနာသက်ခကာမိနောခေါ်ရပြောတဲ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်တွေဟာသိလို့ရှိရင်နတ်ပြည်ရောက်တာလေသူတို့ပဲတဲ့။နောက်ဘဝမှာနတ်ပြည်ရောက်တဲ့ကဒီဘဝစိုက်ထားတဲ့သစ်ပင်တွေမျိုးဟာဟိုမှာလာပြီးတော့ရှင်သန်နေမှာပဲဖြစ်တယ်နော်။ကိုလုံးတာကိုရတယ်ဆိုတဲ့အဓိပ္ပာယ်ဟာဒီအဓိပ္ပာယ်ပဲ။ကိုလုံးသွားတဲ့ကုသိုလ်ကောင်းမှုနဲ့အလားတူတစ်ခုကံကြမ္မာရဲ့ဒီပုံရိပ်တွေဟာအဲ့ဒီသဘောကိုဆောင်းတယ်။ဥရဏထေကထာမှာရေးထားတဲ့စကားလေးတစ်ခုရှိတယ်လူတယောက်ဟာတဲ့မကောင်းတဲ့စိတ်နဲ့တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်တယ်ဒုက္ခရောက်လိုက်လို့ဒုက္ခကိုတစ်ဖက်သားခံစားရတယ်အဲ့ဒီခံစားရတဲ့ဒုက္ခမျိုးသူစီရောက်လာတယ်တုံ့ပြန်ပြီးရောက်လာဒါမကောင်းတဲ့ဘက်ကပြောတယ်ကောင်းတဲ့ဘက်ကလည်းပဲထို့တူပဲလူတယောက်ဟာစိတ်ကောင်းစေတနာကောင်းရှိပြီးလူတူတယောက်ကိုချမ်းသာအောင်လုပ်ပေးလိုက်လို့ဟိုတယောက်ဟာချမ်းသာအဲ့ဒီချမ်းသာဒုက္ခမျိုးသူစီရောက်တယ်လို့သူတို့ဆိုဒါကံကြမ္မာရဲ့သဘောပါအဲ့တော့ကံတရားကဒီမြတ်စွာဘုရားဟောပေါ်ကကံတရားဆိုတာစိတ်ထဲကတွေးလို့ရှိရင်မနောကံဖြစ်တယ်နော်မနောကံဆိုတဲ့ဟာတွေကစိတ်နဲ့ဖြစ်တဲ့မနောကံတွေကတော့မကောင်းတဲ့ဘက်က၃ခုကောင်းတဲ့ဘက်က၃ခုအဘိဇ္ဇာပြဘာရမိစ္ဆာဒိဋ္ဌိဆိုမနောကံအနဘိဇ္ဇာအပြဘာရတမ္မာဒိဋ္ဌိဆိုတဲ့မနောကအဲ့ဒီစိတ်ထဲကကြံစည်ုံနဲ့ကံအရာမြောက်သွားတယ်တခြားအရာတွေလည်းပဲကံအရာမြောက်တာစိတ်ထဲကဖြစ်တဲ့ကံအရာတွေမြောက်နှုတ်ကထုတ်ပြောတဲ့အခါဝစီကံနဲ့ကိုယ်ဒီလက်ရောက်လုပ်တဲ့အခါကျတော့ကာယကံလို့ဆိုပြီးတော့ကံတရားတွေလူတွေဟာဘဝရလာတဲ့အချိန်မှာကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးနှမျိုးလုံးလုပ်ကြလုပ်တယ်ဆိုတဲ့နေရာမှာစိတ်နဲ့လုပ်ရင်မနောကနှုတ်နဲ့ပြောရင်ဝစီကကိုယ်ဒီနဲ့ရောက်လုပ်ရင်ကာယကံလို့ကာယကဝစီကမနောကဆိုတာအတိုင်းပဲဒီကာယကဝစီကမနောကနေလုတ်ပြီးသွားလို့ရှိရင်ပြီးသွားတာနဲ့ပျောက်သွားလားလို့ဆိုမပျောက်ဘူးနော်ကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတစ်ခုကမပြောင်းအောင်ဘယ်သူကမှတ်တမ်းတင်ထားလို့ရင်ထဲမှာ CCTV တပ်ပေးထားဟုတ်ဓာတ်ပုံရိုက်ထားလို့ရှိရင်ပုံရိပ်တွေထင်မနေဘူးလားရင်ထဲက CCTV ကဖြတ်လို့မရဘူးနော်
ရင်ထဲမှာဖြစ်သွားတဲ့ CCTV ဖြစ်လို့မရကိုလုံးနဲ့ကံနေရဘယ်မှာတည်တော့ဆိုကိုယ့်ရဲ့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ထဲမှာသွားတည်နေစိတ်တတဏ္ဍတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ကြီးရှိတယ်အဲ့ဒီစိတ်ဖြစ်စဉ်ထဲမှာပုံရိပ်တည်ပေါ်ကုန်ကိုဘာလို့လိန်လို့လည်းမရဘူးဒါကိုယ်စိတ်ထဲမှာဖြစ်သွားတဲ့အတိုင်းပုံရိပ်ကထင်တယ်ကိုပြောလိုက်တဲ့စကားအတိုင်းပုံရိပ်ကထင်သွားတယ်ကိုလုံးလိုက်တဲ့အလုပ်တိုင်းတစ်ဖက်သားပေါ်မှာကောင်းကျိုးလားဆိုးကျိုးလားတခုဖြစ်သွားရင်ဖြစ်သွားတဲ့အတိုင်းပဲပုံရိပ်တွေကထင်နေအဲ့ဒီပုံရိပ်တွေကတေတော့ရောပျောက်သွားလားလုတ်ပြီးရင်ရောမေ့သွားရင်ပြီးရောလားလို့ဆိုလူကတော့မေ့ခြင်းမေ့မယ်အတိုးကမမေ့ဘူးဆိုတာလို့ခေါင်းကပုံရိပ်ကမပျောက်ဘူးပုံရိပ်ကမပျောက်ဘူးပုံရိပ်ကမပျောက်ဘူးဆိုတာမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဥဘောပုံညေစပပင်စယမစ္စောကုရုတိဣဒာလူလောကမှာတဲ့လူသားတယောက်ဟာနှမျိုးလုပ်တယ်ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဒါကံတရားကိုပြောတယ်နော်ကုသိုလ်ကံလည်းလုပ်တယ်အကုသိုလ်ကံလည်းလုပ်တယ်အဲ့ဒီလုပ်တာလုပ်ပြီးရင်ပြီးသွားရလားလို့ဆိုမပြီးဘူးတင်ညိတတတက္ကံဟောတိအဲ့လုပ်သမျှသူ့ထဲမှာမှတ်တမ်းဝင်သွားတယ်သူပိုင်တဲ့အရာဖြစ်သွားတယ်သူပဲ responsible သူနဲ့ပတ်သက်သွားပြီဒါဖြင့်ပတ်သက်သွားရင်ဒီဘဝနောက်ဘဝကျတော့မေ့သွားလားလို့ဆိုဘယ်မေ့မလဲတင်္စအာရယကိစ္စတိအဲ့ဒါပါသွားအောင်မှာလှုပ်လိုက်တဲ့အရာတစ်ခုကကိုယ်ထဲမှာပုံရိပ်ထင်သွားပြီပုံရိပ်ထင်သွားတာဟာဒီဘဝတည်ရင်ပြတ်သွားလားမပြတ်ဘူးတင်္စအာရယကိစ္စတိနောက်ဘဝပါသွားမယ်ပါသွားတဲ့အခါအဲ့ဒီပုံရိပ်ကအဆိုးတွေဆိုရင်အဆိုးတွေခံပြီးတော့အကောင်းဆိုလို့ရှိရင်ကောင်းတဲ့ပုံရိပ်ရကောင်းကျိုးချမ်းသာတွေရမှာပဲဒီလိုပဲနားလဲရနော်အဲ့တော့မြတ်စွာဘုရားဆုံးမတယ်တရားဝါတွေကိုဘယ်လိုဆုံးမတော့ဆိုအတ္တနေစေပိယံစညာနနံပပိနတန်ယုစေမင်းတို့ကိုမျက်နှိုးတွေတမိုးထားတဲ့ဆိုလို့ရှိရင်မကောင်းမှုအကုသိုလ်တွေမဖြစ်စေနဲ့ရင်နဲ့နှလုံးနဲ့မရောက်စေနဲ့ပုံရိပ်ဆိုးတွေမထင်စေနဲ့လို့ပြောနော်စိတ်ထဲကပုံရိပ်အဆိုးတွေမထင်စေနဲ့ကောင်းတာပဲထင်အောင်လုပ်ဘာကြောင့်လို့ဆိုနာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတာကာရီမကောင်းတာလုပ်ပြီးချမ်းသာဒုက္ခရတယ်ကြီးပွားတယ်ဆိုဖြစ်နိုင်ဘူးကောင်းတာလုံးဝကောင်းကျိုးရမှာလေမြတ်စွာဘုရားအဲ့လိုဆုံးမတယ်ဒါကကောသလမင်းကြီးနဲ့ပတ်သက်ပြီးတော့ဟောတဲ့သုတ်တန်တစ်ခုမှာခုလိုဆုံးမထားတယ်နော်ဆုံးမထားပြီးတော့မြတ်စွာဘုရားတိုက်တွန်းတယ်တတမကရိယကလျာဏနိစ္စယံတံပရာယိကပုံညာနိပရလောကသဝေပဋိဋ္ဌာဟောတိပါဠိညာဒါကြောင့်မို့တဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့တမလွန်ဘဝကိုအကျိုးပြုတတ်တဲ့တမလွန်ဘဝအတွက်လည်းအကျိုးပြုတတ်တဲ့ကုသိုလ်ကောင်းမှုကိုကြိုးစားလုပ်ကြပါပုံညာနိပရလောကသမေပဋိဋ္ဌာဟောတိပါဠိညာအဲ့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာနောက်ဘဝအတွက်ကိုယ့်အတွက်အားကိုးစရာဖြစ်ပါတယ်လို့ဒီလိုဆိုလူတွေကဒီဘဝကျတော့အားကိုးစရာတွေကရှိကြတယ်လေကိုယ်ဆောက်ထားတဲ့အိမ်ရှိတယ်ကိုယ်မိသားစုရှိတယ်အမေရှိတယ်ဖေရှိတယ်ရှားဝေထားတဲ့ငွေကြေးတွေရှိတယ်ဒါတွေကိုပဲအားကိုးအေးမျက်စိလေးနှလုံးမှိတ်ပြီးတမန်တော်ဘဝသွားပြီဆိုရင်ရှိတဲ့ငွေရလည်းပဲကိုနဲ့အတူရှိမှာမဟုတ်ဘူးနော်ကိုအမေဖေကိုမိသားစုကလည်းကိုနဲ့အတူလိုက်မှာမဟုတ်ဘူးအားလုံးဟာကိုတယောက်တည်းပဲသွားကိုတယောက်တည်းသွားအဲ့တော့ဘာအားကိုးရမှာတော့ဆိုခုပြောတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာကိုယ့်အတွက်အားကိုးစရာပဲဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်တိုင်းကိုယ်စိတ်လေးကိုအစဉ်တည်းရပြီးတော့ကုသိုလ်တရားတိုးပွားအောင်အမြဲတမ်းတတိထားပြီးတော့ကုသိုလ်တွေပွားနေအောင်ဝန္တာပီတိဖြစ်ပြီးအပြန်နေ့စဉ်နဲ့အမျှတတိယအောင်ကြိုးစားအထောက်ကြအားမှာဖြစ်တယ်အဲ့ဒါဝဏရောဘသုတ်ကပြီးတဲ့အသိပညာပဲဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒီသုတ်တံမှာဒီကုသိုလ်မျိုးတွေကိုသာဝရကုသိုလ်မျိုးတွေကိုလုပ်လို့ရှိရင်နေလဲညာရောတတိရတဲ့အခါတိုင်းမှာကုသိုလ်တွေအမြဲတမ်းတိုးတယ်ဆိုတိုးတယ်လို့ပြောထားရတဲ့ကိုဟာကိုလှုပ်တာတစ်ခါပဲဖြစ်အောင်တော့ကုသိုလ်တွေအချိန်ချင်းလုပ်တယ်လို့တိုးလာမှာပဲတိုးပွားလာတယ်လို့ဆိုတယ်
တေတံဒီဝါစတေတံတေသနာတက်ခါခါမိနောဆိုတဲ့အဲ့ဒီကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တက်ခါဆိုတာတက်ခါရဲ့အဓိပ္ပာယ်ကနတ်ပြည်လို့ပြန်လို့သူ့ရဲ့အဓိပ္ပာယ်ကဘာတော့သူ့အကောင်းနေနဲ့ကြီးပဲတွေ့တဲ့ဘဝမျိုးမျက်စိကမြင်ရတာလည်းအကောင်းနားကနားထောင်ရတာလည်းအကောင်းနှာခေါင်းကနမ်းရှုလို့ရတာလျှာကအရသာခံလို့ရတာခန္ဓာကိုယ်ကထိတွေ့ရတာစိတ်ကူးရတာအားလုံးကအကောင်းစိတ်ချမ်းသာစရာတွေကြီးနဲ့တွေ့တဲ့ပုံကိုသက်ခါလို့ခေါ်တယ်နော်ကောင်းတာတွေနဲ့ကြီးပဲတွေ့ရတဲ့အနေအထားမျိုးထိကုသိုလ်ကောင်းမှုကပေးတာဖြစ်ပါတယ်ဒါကြောင့်သာဝရကုသိုလ်6မျိုးကြိုးစားအထောက်ခြင်းအပြင်မြတ်စွာဘုရားဟောတဲ့အတိုင်းကုသိုလ်တရားတွေနေ့စဉ်နဲ့အမျှတိုးတက်ပြီးနောက်ဆုံးဒါအနည်းဆုံးပြောတာနိဗ္ဗာန်ကိုယေရှုဥတည်ပြီးတော့လုပ်ရင်နိဗ္ဗာန်ထိအောင်အကျိုးပြုမှာပဲဖြစ်တယ်မဟုတ်ရင်ပုံမှန်အားဖြင့်တော့နတ်ပြည်ရောက်ကြောင်းကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်လို့ဒီလိုမှတ်သားကြကောင်းမှုတိုးပွားသာဝရကုသိုလ်များအကြောင်းမှတ်သားနိုင်ယူကြပြီးသည့်အားလျော်စွာသူတော်စင်ပြိဿအပေါင်းတို့ကုသိုလ်တရားဖြစ်ပွားအောင်တို့တွေကြိုးစားအားထုတ်ရမှာဖြစ်တယ်လို့တတိထားကကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း